နေ့သာသနာတော်နှစ်2560ခုနှစ်ကောဇာတက္ကိ1388ခုနှစ်ဝါကောင်လဆန်း6ရက်2016ခု7လပိုင်း9ရက်အင်္ဂါနေ့ညချမ်းခါကာလမှာစင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးဤပအဖွဲ့ခွဲအမှတ်1သစ္စာပါရမီဓမ္မရိပ်သာမှကြီးမှုပြီးတော့ဆင်ရင်ကျင်းပကြတဲ့303ကြိမ်မြောက်တနေ့တာဝိပဿနာလုပ်ပေးတရားစခန်းဓမ္မဒါနအထိမ်းအမှတ်ဒီနေ့နောက်ဆုံးနေ့နောက်ဆုံးအကြိမ်ပေါ့နော်အတော်ဦးဇင်းတို့ပိဋကပေါင်းတော်ဟောင်းတို့ကိုဒီနေ့ဦးဇင်းတို့ဘာတရားဟောမလဲဆိုလို့ရှိရင်တန်ရုပ်ပါဠိတော်များမှလာရှိတဲ့တရားဒေသနာတော်များကိုအခြေခံပြီးတော့စိတ်ဤအစွမ်းနဲ့တတိဤအစွမ်းလို့တရားကောင်းစဉ်လေးပေးပြီးတော့ပိဋကပေါင်းတော်ဟောင်းတို့ကိုဦးဇင်းတို့ဟောပါနော်စိတ်ရဲ့အစွမ်းတတိရဲ့အစွမ်းတတိနှမျိုးမှတ်သားကြည့်ရမယ်ပေါ့စိတ်မှာလည်းပဲအလွန်အားကြီးတဲ့စွမ်းရည်တတိရှိတယ်အဲ့လိုပဲတတိမှာလည်းပဲအလွန်အားကြီးတဲ့စွမ်းရည်တတိရှိပါတယ်အစွမ်းတတိရှိတာတွေကိုအစွမ်းတတိရှိတယ်လို့ပထမနားလည်ဖို့လိုတယ်ပြီးရင်အဲ့ဒီအစွမ်းတတိရှိတဲ့တရားတွေကိုဘယ်လိုအသုံးချမလဲဆိုတာကိုလည်းနားလည်ရမယ်ပေါ့စိတ်ရဲ့အစွမ်းဆိုတာကတော့သူကအလွန်အားကြီးတယ်စိတ်ရဲ့စွမ်းနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့သာဂတဝကတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားဟောတော်မူခဲ့တဲ့ဂါထာတော်လေးတစ်ခုရှိတယ်အဲ့ဒီမှာဗာပြောထားလဲဆိုတော့စိတ်တေနနိယတိလောကောစိတ်တေနပရိကတ္တိစိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနကုလို့ဂါထာလေးတစ်ခုရှိတယ်အဓိပ္ပာယ်ကဗာပြောလဲဆိုတော့စိတ်တေနနိယတိလောကောဟောဒီလောကကြီးတစ်ခုလုံးကိုစိတ်ကခေါင်းဆောင်နေတဲ့လောကကြီးတစ်ခုလုံးကိုစိတ်ကခေါင်းဆောင်နေတဲ့စိတ်တတပရိကတ္တိလောကကြီးတစ်ခုလုံးဟာစိတ်ဆွဲငင်ရာနောက်ကိုလိုက်နေရတယ်တဲ့စိတ်ကခေါင်းဆောင်နေဆိုတာထက်စိတ်ဆွဲရာနောက်ကိုလောကကြီးတစ်ခုလုံးတတ္တဝါတွေအလုံးလိုက်နေရတယ်ဆိုတဲ့စကားလေးကပို့ပြီးတော့နားလည်စေမယ်လို့ထင်တယ်စိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနကုဧကဓမ္မတတခုသောတရားလို့ဆိုတဲ့စိတ်တတစိတ်ရဲ့ဝတ္တအလိုကိုသဗ္ဗေဝအလုံးစုံသောဟောဒီလောကကြီးဟာအနွယ်ကိုလိုက်နေရတယ်တဲ့နော်စိတ်ရဲ့အလိုကိုပဲတတ္တဝါတွေဟာလိုက်နေရတယ်တဲ့အဲ့မှာစိတ်ရဲ့အစွမ်းတတိကိုဒီပါဠိတော်ထဲမှာစိတ်တေနပရိကတ္တိဆိုတဲ့စကားလုံးထဲမှာအထင်ရှားတွေ့ရတယ်စိတ်ဆွဲရာနောက်ကိုတတ္တဝါတွေဟာလိုက်ရတယ်ဆွဲတာမဟုတ်နော်ဆွဲတာစိတ်ဆွဲငင်ရာနောက်ကိုတတ္တဝါတွေဟာနောက်ကနေလိုက်နေရတယ်စိတ်ကဘယ်နေရာကိုဆွဲသွားတော့တတ္တဝါတွေကိုသူဆွဲတဲ့နောက်ကိုဒကာဓမ္မတို့အရှင်တို့လိုက်ကြရတာခုဒီနာရောက်လာတယ်ဆိုတာလဲစိတ်ကဆွဲလာလို့ရောက်လာတာဟုတ်လားမြို့ထဲမှာလဲရွာထဲမှာလဲအတီးတီးရောက်နေကြတဲ့တတ္တဝါတွေအဲ့ဒါသူတို့စိတ်ကသူတို့ကိုအဲ့ဒီနေရာကိုရောက်အောင်ဆွဲသွားလို့သူတို့လည်းအဲ့ဒီနေရာကိုရောက်တာအချိန်တိုင်းနေရာတိုင်းမှာဒကာဓမ္မတို့ဦးဇင်းတို့တွေကစိတ်ဆွဲရနောက်ကိုပဲလိုက်နေတာဒါအလွန်ထင်ရှားတဲ့နော်အနေအထားတစ်ခုအဲ့ဒါလိုပဲဦးဇင်းတို့ကြည်ကြပြန့်ပြန့်စိတ်ဆွဲရနောက်ကိုတတ္တဝါတွေလိုက်ရတယ်ဆိုတာလေးကိုကြည်ကြပြန့်ပြန့်စဉ်းစားကြည့်ဖို့လိုတယ်အခုအပယ်လေးပုံမှာရောက်နေကြတဲ့တတ္တဝါတွေသူတို့လည်းပဲစိတ်ဆွဲရနောက်ကိုလိုက်သွားတာလိုက်ချင်လွန်လာကြည့်ရလို့တော့ဟုတ်မှမထင်ပါဘူးဒါပေမဲ့သူတို့ကိုဘယ်လိုစိတ်ကဆွဲသွားလဲအဲ့ဒီအနေအထားအဲ့ဒီအခြေအနေလေးမှာသူတို့ကိုဘယ်လိုစိတ်ကဆွဲသွားတော့သူတို့ရဲ့မကောင်းတဲ့စိတ်ကပဲသူတို့ကိုအဲ့ဒီယုံညံ့တဲ့နေရာကြီးရောက်အောင်ဆွဲသွားတာနတ်ပြည်တို့မြမပြည်တို့ကောင်းမွန်တဲ့လောကကိုရောက်နေကြတဲ့တတ္တဝါတွေလည်းပဲစိတ်ဆွဲရနောက်ကိုသူတို့လည်းလိုက်သွားတာသူတို့ကိုကြတော့ဘယ်လိုစိတ်တွေကဆွဲသွားတော့ကောင်းတဲ့စိတ်တွေကဆွဲသွားတော့အထူးသဖြင့်သေဂာနီးမှာမကောင်းတဲ့စိတ်တွေဆောင်းသွားတော့မကောင်းတဲ့စိတ်တွေဆောင်းတဲ့နောက်ကိုသွားပြီးတော့ဖြစ်ကြရတာကောင်းတဲ့စိတ်တွေဆောင်းသွားတော့လေကောင်းတဲ့စိတ်တွေဆောင်းတဲ့နောက်ကိုတတ္တဝါတွေဟာဖြစ်ကြရတာ
လောကကြီးတစ်ခုလုံးဟာစိတ်ဆွဲငင်ရာနောက်ကိုလိုက်ကြရတယ်ဆိုတဲ့စကားလေးကိုအရသာရှိရှိတွေးကြည့်စိတ်ရဲ့စွမ်းရည်တတ္တိဒါဟာစိတ်ရဲ့စွမ်းရည်တတ္တိပဲကိုယ့်ရဲ့စွမ်းရည်တတ္တိမဟုတ်ကိုယ့်ရဲ့စွမ်းရည်တတ္တိဆိုရင်ကိုသွားခြင်းတဲ့နေရာသွားလို့ရမှာဘဝနဲ့ခြားထားတဲ့တန်တရားခရီးဆိုတာကိုတတ်တာထားလိုက်အောင်ဒီဘဝတင်တောင်တစ်ခါတလေကိုသွားခြင်းတဲ့နေရာသွားလို့မရဘူးကိုရောက်ခြင်းတဲ့နေရာကိုရောက်လို့မရစိတ်ဆောင်တဲ့နောက်ကိုပဲလိုက်ကြရအောင်စိတ်ကလည်းပဲအခြေအနေမျိုးမျိုးကိုအကြံစီစဉ်းစားဝေဖန်ပြီးတော့သူကလည်းသူဆွဲခြင်းတဲ့နေရာဆွဲသွားတယ်ဆိုကြပါစို့အဲ့တော့ပြောနေတာကစိတ်ရဲ့စွမ်းရည်တတ္တိတွေအလွန်တရာမှကြီးမားတယ်ထက်မြက်တယ်စိတ်တေနနိယတိလောကကြီးကိုစိတ်ကကောင်းဆောင်တယ်လောကဆိုတဲ့နေရာမှာတတ္တဝါတွေကိုအဓိကဒီနေရာမှာရည်ညွှန်းတာပါပြေတတော်အလုံးတရားရည်ဝါပြီးသားပုဂ္ဂိုလ်တွေလို့ဦးဇင်းကယုံကြည်ထားတယ်နော်လောကဆိုတာဘယ်နှမျိုးရှိတော့၃မျိုးရှိတယ်တတ္တလောကသင်္ခါရလောကဩဃာတလောကနော်တတ္တလောကဆိုတာတတ္တဝါတွေကိုပြောတာသူဒီပင်လည်းတတ္တဝါတစ်ခုကိုယ်ဒီပင်လည်းတတ္တဝါတစ်ခုလောကတစ်ခုဟုတ်လားသူဒီပင်လည်းလောကတစ်ခုကိုယ်ဒီပင်လည်းလောကတစ်ခုဩဃာတလောကဆိုတာတတ္တဝါတွေရဲ့နေထိုင်ရာဌာနကိုဩဃာတလောကလို့ပြောတာအဲ့ဒီတတ္တလောကနဲ့ဩဃာတလောကဆိုတာတကယ်တမ်းကပြည့်ညတ်အနေနဲ့နာမည်တက်ပြီးတော့ခေါ်လို့ရအောင်ပြောထားတာတကယ်လောကကဘာပဲရှိတာလဲလို့မေးရင်သင်္ခါရလောကပဲရှိတာဟုတ်လားယုံနာအရှုဝေကိုတတ္တလောကလို့ပြောလိုက်တယ်နော်ယုံနာအရှုဝေတို့ရဲ့တရားယုတ်တဘာဝတရားတွေကိုတော့ဩဃာတလောကလို့ပြောလိုက်တာတော့ဒီနေရာမှာဦးဇင်းတို့စိတ်ကလောကကြီးကိုဆောင်းနေဆိုတဲ့နေရာမှာလောကသုံးပါးလုံးအကျုံးဝင်မယ်လို့ဦးဇင်းကတော့တွေးမိတယ်ပေါ့နော်စိတ်ရဲ့စွမ်းရည်တတ္တိစိတ်ရဲ့အနေအထားပေါ်မှာမူတည်ပြီးတော့တတ္တဝါတွေကလည်းဖြစ်နေတာနော်လောကကြီးကလည်းဖြစ်နေတာစိတ်ရဲ့စွမ်းရည်တတ္တိအဲ့ဒီနေရာမှာစိတ်ရဲ့စွမ်းရည်တတ္တိကိုအကျဉ်းများဖြင့်ပိဋကပေါင်းတော်တို့2မျိုးလောက်ခွဲခြားပြီးတော့နားလည်ထားတဲ့နေပေါ့တတ္တဝါတွေကိုဆင်းရဲဖို့အစင်မပြေဖြစ်ဖို့နော်ထက်မြက်တဲ့စွမ်းရည်တတ္တိနဲ့ဖန်တီးနေတဲ့မကောင်းတဲ့စိတ်မကောင်းတဲ့စိတ်ဓာတ်သဘာဝယုံညံ့တဲ့စိတ်ဒီအုပ်စုကြီးတစ်ခုရှိတယ်ပါပအုပ်စုညှဉ်းနှွမ်းတဲ့နော်ယုံညံ့တဲ့မကောင်းတဲ့ဓာတ်ပေါ့ဘာဓာတ်လဲလို့မေးရင်စိတ်ဓာတ်မကောင်းတဲ့စိတ်ဓာတ်တတ္တဝါတွေအလုံးကိုအရှင်ပြေအောင်ချမ်းသာအောင်ကောင်းမွန်အောင်နောက်ကောင်းတဲ့ဘက်မှာစွန့်ရည်တတိထက်မြက်စွာဖြင့်ဖန်တီးနေတဲ့ကလျာဏတ္တကလျာဏအုပ်စုကောင်းတဲ့စိတ်မမြင့်မြတ်တဲ့စိတ်ဓာတ်သူတို့ကလည်းတအုပ်စုရှိနေတာ2မျိုးလောက်တော့ပေးတဲ့လို့ခွဲခြားရမယ်ပေါ့ဟုတ်လားဘဝမှာအသေးစိတ်ကလေးတွေတွေးကြည့်မကောင်းတဲ့စိတ်တွေကတတ္တဝါတွေကိုဆင်းရဲအောင်အဆင်မပြေအောင်ဖန်တီးတယ်ကောင်းတဲ့စိတ်တွေကတတ္တဝါတွေကိုချမ်းသာအောင်ဆင်ပြေအောင်ဖန်တီးတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာမှတ်တမ်းတင်ထားတဲ့ဂါထာလေး2ပုဒ်ကိုဦးဇင်းကပြောခြင်းတာအလွန်မှစိတ်နဲ့ပတ်သက်ပြီးတော့စဉ်းစားရကောင်းတဲ့ဒေသနာလေး2ခုပေါ့နော်မကောင်းတဲ့နေရာမှာစွန့်ရည်တတိထက်မြက်ပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောထားလဲဆိုတော့ဒီသောတိတံယန္တံကိရိတာဝေဒီဝါပါဏဝေဒီနာမိစ္ဆာပဏိဟိတံစိတ်တံပပိယောနံတတောကလေးတဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့အချင်းချင်းမုန်းနေကြတဲ့ရန်သူတွေလူရိုးတခိုးတွေတယောက်ကိုတယောက်အလွန်မုန်းတီးဆက်ဆုပ်နေတဲ့ရန်သူတွေရန်သူဖြစ်ုံနဲ့မကဘူးမုန်းနေသေးတယ်တချို့ကရန်သူတာဖြစ်တာမမုန်းဘူးတချို့ကမုန်းတာရန်သူမဟုတ်ဘူးအခုဟာရန်သူလည်းဖြစ်တယ်မုန်းလည်းမုန်းတယ်အဲ့လိုမုန်းတီးနေတဲ့ရန်သူတွေအချင်းချင်းတွေ့ပြီဆိုရင်ဘာလို့မလို့စိတ်ရှိလက်ရှိတယောက်တယောက်ကိုဒုက္ခပေးကြမှာပေါ့တညာတဲ့သဘောမရှိဘူးထောက်ထားတဲ့သဘောမရှိဘူးကို့မှာအစွမ်းရှိရင်ရှိသလောက်တယောက်ကိုတယောက်မလုပ်ကြမှာတော့ဒုက္ခပေးတာဒါကဥမာပြောတာပဲမြတ်စွာဘုရားအဲ့လိုမုန်းတီးနေကြတဲ့ရန်သူတွေချင်းချင်းတယောက်ကိုတယောက်ဒုက္ခပေးတယ်လို့အဲ့ဒီမုန်းတီးနေတဲ့ရန်သူချင်းချင်းတယောက်ကိုတယောက်ဒုက္ခပေးတာထက်မိစ္ဆာပဏိဟိတံစိတ်တံပပိယောနံတတောကလေးယုံညံ့တဲ့မှားယွင်းစွာစောင့်တည်ထားတဲ့မကောင်းတဲ့စိတ်ဓာတ်တွေကတတ္တဝါကိုပို့ပြီးတော့ဒုက္ခပေးနိုင်တယ်တဲ့ခန့်ငယ်ငယ်လေးကစဒီကထာလေးကိုတွေ့ဘူးတယ်ပေါ့
တွေးလိုက်တဲ့ကစလည်းပဲအလွန်သဘောကျတယ်ခုချိန်ထိလည်းပဲသဘောကျနေတဲ့အနေအထားကကြာမသွားဘူးတခါလေးပိုးတောင်တက်လာသေးတယ်ဟုတ်လားမုန်းနေတဲ့ရန်သူချင်းချင်းနှိမ့်ဆက်တာတဲ့ယုံညံ့တဲ့စိတ်ကတတ္တဝါကိုပို့ပြီးတော့နှိမ့်ဆက်နိုင်နေဆိုတာလေအဲ့တော့ဒကာတော်တို့ဦးနေရဲ့ဘဝမှာကြောက်စရာကောင်းဆုံးရန်သူဟာဘာလဲလို့မေးရင်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ပဲဇုကမှကိုယ့်ကိုတိတိယောက်ယောက်ကြီးနှိမ့်ဆက်နိုင်တာမဟုတ်ဘူးတကယ်ကကိုယ့်ရဲ့မကောင်းတဲ့စိတ်ကပဲကိုယ့်ကိုဆင်းရဲစေတာပူလောင်စေတာအဲ့တရားဥကပြောလို့ဆင်းရဲတယ်ဆိုတဲ့နေရာမှာတောင်မှကိုယ်စိတ်ကသူပြောတဲ့ပြောခြင်းတည်းဟူသောအကြောင်းကြောင့်စိတ်ကိုညှဉ်းနှွမ်းအောင်နော်စိတ်ကိုအစဉ်အတန်နှိမ့်မသွားအောင်နော်ထိမ့်သိမ့်နိုင်မယ်ဆိုရင်ဆင်းရဲစရာအကြောင်းမရှိဘူးစိတ်ကိုယ်သာကိုယ်ကကောင်းတဲ့အရည်အသွေးကြမသွားအောင်ထိမ့်နိုင်မယ်ဆိုရင်ဆင်းရဲစရာအကြောင်းမရှိဘူးနော်စဉ်းစားကြည့်ဒါကတွေးမိတာလေးကိုပြောတာပါအဲ့တော့ကြည်ကြည်ပြန့်ပြန့်ပေါ်လေမကောင်းတဲ့စိတ်တွေဆိုတာကခုလောလောဆယ်ဖြစ်စဲမှလည်းပဲပူလောင်စေတယ်ပင်ပန်းစေတယ်အဲ့ဒီမကောင်းတဲ့စိတ်တွေကိုခြေခံပြီးတော့လှုပ်လေသမျှပြောလေသမျှတွေးလေသမျှဒါတွေကလည်းမကောင်းတာတွေပဲဖြစ်တဲ့အတွက်ကြောင့်ဒီဘဝမှာကိုပဲအဲ့ဒီကံတရားတွေကဆင်းရဲတဲ့မကောင်းအကျိုးတွေကိုပေးတတ်တယ်ပြီးရင်လည်းပဲဘဝတန်တရားတွေရှောက်အဲ့ဒီမကောင်းတဲ့ကံမကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့လှုပ်လိုက်တဲ့မကောင်းတဲ့အလုပ်တွေကဒုက္ခပေးဦးမှာပဲဘုရင်တို့အကုသိုလ်ကံပဲဖြစ်ဖြစ်ကုသိုလ်ကံပဲဖြစ်ဖြစ်နော်ဖြစ်ပြီဆိုလို့ရှိရင်ပိဋကတို့အလုံးကြားဥပါလေဇော9ကြိမ်စောတယ်ဆိုတာဟုတ်လားအကုသိုလ်ပဲဖြစ်ဖြစ်ကုသိုလ်ပဲဖြစ်ဖြစ်အဲ့ဒီဇော9ကြိမ်မှာပထမဇောသည်ဒီဘဝမှာအကျိုးပေးမဲ့ကံနော်ဇော9ကြိမ်တွေကပထမဇောသည်ဒီဘဝမှာအကျိုးပေးမှာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်နော်ယုံညံ့တဲ့စေတနာဇောကအဲ့ဒါဒီဘဝဒုက္ခရောက်အောင်နှိမ့်ဆက်လိုက်တယ်နောက်ဆုံးတတ္တမဇောကတော့ဒုတိယဘဝမှာအကျိုးပေးနေတဲ့ဥပပိစ္ဆဝေရဏိယကံလို့စားတော့သုံးတာပေါ့နော်ပထမဇောကိုတော့ဒိဋ္ဌဓမ္မဝေရဏိယကံနောက်အလယ်ဇော၅ချက်ဆိုတာကတော့တတိယဘဝကနေနိဗ္ဗာန်မရမချင်းကျိုးပေးမယ်တဲ့ဇော9ကြိမ်မှာအဲ့ဒါလိုခွဲတန်းလေးချပြီးတော့မြတ်စွာဘုရားရဲ့ကျေးဇူးတော်ကြောင့်တရားဓမ္မတို့အရှင်တို့နားလည်ခွင့်ရတော့ပထမဇောကဒီဘဝကိုကိုယ်မှစီမံလိုက်မယ်အကောင်အောင်ဆိုမျိုးမျိုးဟုတ်လားတတ္တမဇောကဒုတိယဘဝမှာကိုယ်ကိုစီမံလိုက်မယ်နော်အလယ်ဇော၅ချက်ကတတိယဘဝကနေနိဗ္ဗာန်မရမချင်းလိုက်ပြီးတော့စီမံပါကိုယ်ကိုစီမံမဲ့အရာကိုကိုယ်တိုင်ပဲဖန်တီးတာဟုတ်လားဒါကြောင့်ကိုယ်ကိုအစင်းရဲအောင်အနှိမ့်ဆက်နိုင်ဆုံးအရာဒီဘာလဲလို့မေးရင်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ရဲ့အစွမ်းကိုနားလည်တဲ့နေရာမှာအဲ့လိုမျိုးချဲ့ထွင်ပြီးတော့တွေးရနော်ဒါမကောင်းတဲ့ဘက်မှာစိတ်ရဲ့စွမ်းရည်တတ္တိနောက်ကောင်းတဲ့ဘက်မှာစိတ်ရဲ့စွမ်းရည်တတ္တိကိုကြတော့ဘယ်လိုပြောထားတော့အဲ့ဒီကာထာလေးနဲ့ရှေ့နောက်ဆက်ပြီးတော့မှတ်တမ်းတင်ထားဓမ္မပဒပါဠိတော်ထဲမှာနာဓမ္မာတပိတာကိတာအင်ယေဝပိစ္ဆညာတကသမ္မာပဏိဟိတံစိတ်တံတေယသောနံတတောကရေတဲ့ဒီကဘာပြောလဲဆိုတော့ကိုယ့်ဘုံမှာအလွန်ချစ်ခင်တဲ့နှစ်သက်တဲ့မျက်နှိုးကြတဲ့အမေတွေအဖေတွေညီတွေအကိုတွေမောင်တွေနှမတွေရွှေမျိုးတွေသားချင်းတွေတခြားချစ်ကျွမ်းဝင်ရတဲ့ချစ်ရတဲ့ခင်ရတဲ့ပုဂ္ဂိုလ်တွေဘဝတိုင်းမှာလူတိုင်းမှာကိုယ်တိုင်းတာနဲ့ကိုယ်တော့ရှိမထားဘူးလားရှိရနော်အဲ့ဒီချစ်ခင်ရတဲ့ကိုယ်ကိုမျက်နှိုးကြတဲ့တန်ဖိုးထားရတဲ့နော်ဆွေမျိုးသားချင်းချစ်ကျွမ်းဝင်ရတဲ့မိတ်ဆွေတွေအလုံးနောက်ဆုံးမိတွေဖတွေအမေတွေဖေတွေနော်အဲ့ဒီလိုပုဂ္ဂိုလ်တွေကမပေးနိုင်တဲ့ချမ်းသာဒုက္ခမျိုးကိုကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်ကလေးကပေးနိုင်တယ်တဲ့နော်ဘယ်လောက်မြတ်စွာဘုရားဒေသနာကိုအားပါအောင်ဟောတော်မူတတ်တယ်ဆိုတာစဉ်းစားကြည့်အောင်ကောင်းတဲ့စိတ်ကတတ္တဝါကိုချမ်းသာစေတယ်လို့ဒီလောက်လေးပြောလိုက်ရင်စိတ်ထဲမှာအများကြီးထိမှာမဟုတ်ဘူးပေါ့နော်အလွန်ချစ်တဲ့မိခင်ဖခင်တွေကတော့မပေးနိုင်တဲ့ချမ်းသာမျိုးကိုကိုယ့်ရဲ့ကောင်းတဲ့စိတ်ကလေးကပေးနိုင်တယ်သူ့ဝဲပုံပြီးတော့အားကိုးကြရမှာအားကိုးရရှိအောင်လည်းကောင်းတဲ့စိတ်ကလေးတွေဖြစ်အောင်မွေးကြရမှာဟုတ်တယ်မဟုတ်လားစိတ်မှာစွန့်ရည်တတိထက်တယ်ဆိုတာအဲ့ဒါကိုနားလည်ရမယ်ဆိုးတဲ့ဘက်မှာလည်းသူကအလွန်ကိုထက်မြက်တယ်ပေါ့ကောင်းတဲ့ဘက်လှည့်ပေးနိုင်မယ်ဆိုရင်လည်းသူကအလွန်ကိုထက်မြက်တယ်ပေါ့သူ့ကိုထိန်းနိုင်ဖို့ပဲကိုကအရေးကြီးတာနော်စိတ်ရဲ့အစွမ်းတတိရဲ့အစွမ်းလို့တရားကောင်းစဉ်တွေတတ်တာနော်ဟောစိတ်ရဲ့အစွမ်းကိုပြောနေတာဟုတ်လားမကောင်းတဲ့ဘက်မှာလည်းပဲမုန်းနေကြတဲ့ရန်သူချင်းချင်းနှိမ့်ဆက်တာတဲ့မ
ကောင်းတဲ့စိတ်ကကိုယ်ကိုပို့ပြီးတော့နှိမ့်ဆက်နိုင်ကောင်းတဲ့ဘက်မှာလည်းပဲချစ်လာတဲ့ခင်လာတဲ့မိဘတွေကတော့မပေးနိုင်တဲ့ချမ်းသာဒုက္ခမျိုးကိုကိုယ့်ရဲ့ကောင်းတဲ့စိတ်ကပေးနိုင်တယ်လို့ဒီလိုမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ပြစ္ဆုတ်ပံတန်တရားနှစ်ဖြာသောဒုက္ခကိုဖြစ်စေတဲ့မကောင်းတဲ့စိတ်ပြစ္ဆုတ်ပံတန်တရားနှစ်ဖြာသောချမ်းသာကိုဖြစ်စေတဲ့ကောင်းမြတ်တဲ့စိတ်နော်ဒီကောင်းတဲ့စိတ်မကောင်းတဲ့စိတ်တွေကိုသူတို့ရဲ့စွန့်ရည်တတိတွေကိုနားလည်ပြီးတော့သူတို့ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားရမယ်သူတို့ကိုကောင်းတဲ့ဘက်မှာနောက်စွန့်ရည်တတိထက်မြက်တဲ့ကောင်းတဲ့စိတ်တွေဖြစ်အောင်အားထုတ်ရမယ်ပေါ့ဒီနေရာမှာဦးဇင်းတို့မကောင်းတဲ့စိတ်တွေအဖြစ်နေပြီးတော့ကောင်းတဲ့စိတ်တွေအဖြစ်များအောင်မကောင်းတဲ့စိတ်တွေဝင်ပြီးတော့ကိုယ့်ကိုမနှိမ့်ဆက်နေအောင်ကောင်းတဲ့စိတ်တွေကိုယ်တန်တန်မှာတဖွာဖွာဖြစ်ပွားစေအောင်ကိုယ်ဘယ်ပုံမနည်းကြိုးစားအထောက်ကြမလဲဆိုတဲ့အပိုင်းကိုတော့အဲ့ဒါဦးဇင်းတို့တတိရဲ့အစွမ်းဆိုတာမှဆက်ပြီးတော့ပြောမှာ။နောက်စိတ်ရဲ့အစွမ်းကတော့ဒါပြောပြီးသွားပြီ။အဲ့တော့တတိရဲ့အစွမ်းကိုဆက်ပြီးတော့ပြောအောင်။တတိရဲ့အစွမ်းကနောက်အတူတူကတော့မကောင်းတဲ့စိတ်တွေကိုတဖြည်းဖြည်းနေပါသွားစေပြီးတော့ကောင်းတဲ့စိတ်တွေတဖြည်းဖြည်းနဲ့ဖြစ်ပွားလာစေလိမ့်မယ်ဆိုတာကိုပြောချင်တာဒါပေမဲ့တကယ်တတိရဲ့စွမ်းကအဲ့ဒါလောက်မခါဘူးတတိရဲ့စွမ်းရည်တတိယအလွန်တရာမှကြီးလဲကြီးမားတယ်များလဲများပြားတယ်ဒါပေမဲ့အခုဒီနေရာမှာပြောချင်တာကစိတ်ရဲ့အစွမ်းနဲ့ရှင်းပြီးတော့ပြောမှဆိုတော့စွမ်းလာပါတယ်ဆိုတဲ့ထိုစိတ်ကိုပဲထိန်းနိုင်အောင်သိမ်းနိုင်အောင်နော်သူကပဲမလုပ်သွားမှာတော့ချုပ်ကင်သွားလိမ့်မယ်နောက်တတိကိုပဲစိတ်ကိုထိန်းသိမ်းဖို့သူ့ကိုအပ်ကြရမှာနော်ဒါကမှတို့အချင်းတို့တွေကအစွမ်းထက်တဲ့စိတ်ကလေးကိုကောင်းအောင်လုပ်ပေးပါလို့သူ့ကိုအပ်မှာတတိကိုအပ်မှာတတိကိုအပ်မှာတတိကလုပ်ပေးမှာဟုတ်လားအခုတရားအထုတ်တယ်ဆိုတာအဲ့ဒါစိတ်ကလေးကိုတတိတစ်ချက်ကိုအပ်လိုက်ရတဲ့သဘောပဲတနည်းအားဖြင့်လည်းပဲတတိကိုမဖြစ်ဖြစ်အောင်လုပ်ပြီးတော့ကျုပ်စိတ်ကိုခင်ဗျားထိန်းပေးပါအောင်ဆိုတဲ့သဘောမျိုးပေါ့ဒါကပုံအောင်ပြောတာနော်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့ဒီနေရာမှာဦးဇင်းတို့ကနော်ဒေသနာလေးတွေနဲ့ညှိပြီးတော့ပြောကျင်တာဘာဖြစ်လို့ဒေသနာလေးတွေပါဠိလေးတွေထည့်ရတော့ဆိုတော့ဘုန်းကြီးကသူထင်ရမြင်ရတွေရှောက်ပြီးတော့ပြောနေတာမဟုတ်ဘူးဟဲ့မြတ်စွာဘုရားဟောပြတာကိုတရှင်ပြောပြနေတာဟဲ့ဆိုတဲ့ယုံကြည်မှုထက်သန်အောင်လို့တကယ်လည်းဟုတ်တယ်လေဒါဘုန်းတို့ညံစွမ်းနဲ့ပြောတာတော့တလုံးမှမပါဘူးဒါလေးဦးဇင်းကအောင်းမိတယ်ဟိုတုန်းကဥပမာပါကက်ဆက်ကြီးတစ်လုံးဆိုရင်ထဲတဲ့ကိုယ်ထွက်လာထဲတဲ့ကိုယ်ထဲထားတဲ့အတိုင်းကိုယ်ရဲ့ရှိတဲ့အတန်ထွက်လာတာပဲလေဟုတ်တယ်မဟုတ်လားကက်ဆက်ကြီးကဘလို့ထွက်မယ်ညာလို့ထွက်မယ်လို့သူကဝေဘာနာပိုင်းခြားတာသူ့ရဲ့စွမ်းတကယ်တော့သူကတော့အတန်ထွက်အောင်လုပ်လိုက်တာအဲ့တော့ဦးဇင်းတို့ကတော့အတန်ထွက်အောင်လုပ်တာလောက်ပဲရှိတာအဲ့ထဲထဲမှာဒါမြတ်စွာဘုရားဟောထားတဲ့ဒေသနာကိုထည့်လိုက်တော့အဲ့ဒါထွက်လာတာပဲဟုတ်လားအဲ့တော့ခုပြောနေတာတွေကဘုရားရဲ့စွမ်းလဲလို့မေးရင်မြတ်စွာဘုရားရဲ့စွမ်းဟုတ်ရဲ့လားအဲ့တော့ဘာပြောချင်တာတုံးဆိုတော့တတိတိမကောင်းတဲ့စိတ်တွေကိုတားမြစ်နိုင်တယ်အကုသိုလ်စိတ်တွေကိုတားမြစ်နိုင်တယ်ဒါလေးကိုပြောချင်တာမကောင်းတဲ့စိတ်ကိုထိန်းချုပ်ပြီးတော့ကောင်းတဲ့စိတ်တွေကိုဖွင့်ဖြိုးစေမယ်များပြားစေမယ်တိုးတက်စေမယ်အဲ့ဒီအချိန်မှာမကောင်းတဲ့စိတ်ကိုဘယ်လိုထိန်းချုပ်သလဲဆိုတာလေးကိုမြတ်စွာဘုရားဥမာပေးတာမိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာတဘာဝတရားတွေရဲ့ပုံမှာဖြစ်တိုင်းဖြစ်တိုင်းမှန်မှန်ကန်ကန်အောက်မိတ်အမှတ်ရနေတဲ့တတိကလေးတစ်ချက်ထားလိုက်တိုင်းအဲ့ဒီတတိကမကောင်းတဲ့စိတ်ကိုဘယ်လိုထိန်းချုပ်သွားသလဲဘယ်လိုတားမြစ်ထားသလဲဘယ်လိုတားဆီးထားသလဲဘယ်လိုနှိပ်ကွပ်ထားသလဲဆိုတာလေအဲ့ဒါမြတ်စွာဘုရားကတော့ပုံပေါ်ဥမာလေးပေးလို့ပြောတာတေယထာပိဘိက္ခဝေဂိမာနံပစ္စည်းမေမာတိဥဟတံရဇောဇနတမေနမဟာအာကာလမေကောဌာနသောအန္တရတပိတိဥပသမေတိဥပမာပေးတာယဟန်တို့တဲ့ຫນွေကာလရဲ့နောက်ဆုံးလမှာကောင်းငယ်မှာမြူတွေဆိုင်နေတာရှိတယ်တဲ့နေကတိတ်ပူခဲ့တာဆိုတော့အကုန်လုံး6တရားအောင်ပြီးတော့မြူမုံတွေကထားနော်လေတွေကလည်းတိုက်တယ်6တွေ့နေတာဆိုတော့မြူမုံတွေထိုင်တော့ကောင်းငယ်မှာနီးပြေးပြီးဖြစ်နေတာပိတ္တတို့ကြုံမှုတယ်နော်အဲ့လိုလေကာလရဲ့နောက်ဆုံးလမှာဆိုင်နေတဲ့မြူတွေအဲ့လိုမြူတွေဆိုင်နေတော့မှာပဲရုတ်တရက်မဟာအကာလမေကောတဲ့နော်အခါမဲ့မူကြီးအကြီးဘုံတိုင်းနဲ့ရွာချလိုက်တယ်အဲ့လိုရွာလိုက်တာနဲ့ဒီတိုင်းနဲ့ချက်ပါဖြစ်သွားတော့ဌာနသောအန္တရဓာပိတိဥပသမိတိတဲ့စောစောကဆိုင်နေတဲ့မြူတွေဖုံတွေအကုန်လုံးဟာတခဏချင်းပဲရောက်သွားတယ်အခါမဲ့မူကြီးကဘာလို့ပြတာဖယ်ရှားပလိုက်တာကောင်းမဲ့တစ်ခုလုံး
မိုးကြီးလဲရွာပြီးပြီလဲဆိုတော့ကြည်လင်တန့်ရှင်းပြီးတော့စောစောကတစ်ပင်တွေပေါ်မှာအိမ်ခေါင်မိုးတွေပေါ်မှာတင်းနေတဲ့မြူတွေအမြစ်ကြီးတွေလည်းအကုန်လုံးပြောင်းရှင်းပြီးတော့လောကကြီးတန့်ရှင်းကြည်လင်သွားတယ်ဘယ်သူရဲ့အစွမ်းလုံးဆိုတော့အခါမဲ့မိုးကြီးရဲ့အစွမ်းအောင်အဲ့ဒါလိုပဲတဲ့ဧဝမေဝခောဘိက္ခွေဘိက္ခုစတုတုတတိပဋ္ဌာနေတုတတိပဋ္ဌာန်တရား၄ပါးကိုပွားများမယ်ဆိုလို့ရှိရင်အထုတ်မယ်ဆိုလို့ရှိရင်ဒီနေရာဖြင့်တတိထားနေတဲ့မွန်မြတ်တဲ့အလေးချင်းကိုကြိုးစားနေမယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်တိနေမယ်ဆိုလို့ရှိရင်ဟုတ်လားအဲ့ဒီပုဂ္ဂိုလ်ကလည်းပဲသူ့ရဲ့အစ္ဆဒအတွင်းတန်တမှာဆိုင်းနေတဲ့မြူတွေလို့ဆိုတဲ့မကောင်းတဲ့ကိလေသာစိတ်တွေအကုသိုလ်စိတ်တွေယုံညံ့တဲ့စိတ်တွေဒါတွေကိုဌာနသောအနတ္တပိတိဥပသမိတိတခဏချင်းပဲသူကလည်းပဲဖယ်ရှားပြလိုက်မယ်တဲ့ဘယ်သူကဖယ်မှာတော့ဆိုတော့တတိယပဲဖယ်လိုက်ပါတတိထားလိုက်တာနဲ့မဖြစ်နေတာလည်းတောက်လျှောက်ရက်ပဲဆက်မဖြစ်တော့နဲ့မကောင်းတဲ့စိတ်တွေကိုပြောတာနော်မကောင်းတဲ့စိတ်တွေဖြစ်နေရင်လည်းတောက်လျှောက်ရက်မယ်တတိဝင်လာတာနဲ့နောက်ထပ်လည်းပဲတတိရှိနေတဲ့အချိန်တိုင်းမှာဘယ်အကုသိုလ်စိတ်တကမှဒီလိုဝင်ပြီးတော့နှိမ့်ဆက်ဖို့အခွင့်အရေးမရှိဘူးနော်ဖြစ်ပြီးသားကိုလည်းဖယ်ရှားနိုင်တယ်မဖြစ်သေးတာကိုလည်းတားဆီးနိုင်တယ်ဖြစ်နေတာကိုလည်းရပ်တန့်စေနိုင်တယ်လူရဲ့စွမ်းတော့တတိရဲ့စွမ်းအဲ့တော့ဦးဇင်းတို့ဒီနေရာမှာတတိကကာကွယ်ရေးတာဝန်ကိုအပြည့်အဝယူနိုင်တယ်ဆိုတာလေးကိုလည်းသဘောပေါက်စေချင်တာဒီခန္ဓာဒီဟူသောတိုင်းပြည်ကြီးကိုမကောင်းတဲ့စိတ်အကုသိုလ်ဒီဟူသောရန်သူတွေဝင်ပြီးတော့မနှိမ့်ဆက်ဖို့အတွက်တတိကအင်မတန်ကြီးမားတဲ့လုံခြုံတဲ့စိတ်ချတဲ့ကာကွယ်ရေးတက်ကြီးပဲဘယ်သူမှလာပြီးတော့မနှိမ့်ဆက်နေဆိုတဲ့သဘောနော်ဒါကြောင့်မြတ်စွာဘုရားကတတိကိုအာရခတရားလို့ခေါ်တာလည်းရှိတယ်အာရခဆိုတာအဆောင်အရှောက်လို့ဒီပဲရတယ်ဘုရင်တို့အင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာအာရခသုတ်တံဆိုတဲ့သုတ်တံလေးတစ်ခုဟောထားတာရှိတယ်လွန်ကောင်းပါတယ်အဲ့ဒီမှာတတိကဘလို့ကာကွယ်ဆောင်ရှောက်တာတော့တတိကိုဘလို့ရည်ရွယ်ချက်နဲ့ကိုယ်တန်တမှာရှိအောင်လုပ်ရမှာတော့အဲ့ဒါလေးကိုမြတ်စွာဘုရားသင်ပေးထားတာရှိတယ်အဲ့တတိထားတဲ့နေရာမှာဘလို့ရည်ရွယ်ချက်နဲ့တတိထားမှာတော့တတိကဘလို့စွမ်းတာတော့သူ့ကိုဘလို့အသုံးချမှာတော့ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဘလို့ဟောလဲဆိုတော့စတုတုဘိက္ခဝေဌာနေတုအတ္တရူပိနအပမတောတတိစေတသောအာရခောကရဏီယောတဲ့ယဟန်တို့တဲ့လေးမျိုးသောအရာဌာနတို့မှာမိမိရဲ့အကျိုးစီးပွားကိုတကယ်အလိုရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတတိဆိုတဲ့အပမဒတရားနဲ့ကိုယ်စိတ်ကလေးကိုကာကွယ်စောင့်ရှောက်ပေးရမယ်တဲ့ရိုးရိုးလေးပဲမြတ်စွာဘုရားဟောတာနော်လေးမျိုးသောအရာဌာနတို့မှာတတိဆိုတဲ့အပမဒတရားနဲ့ဒီစိတ်ကိုကာကွယ်စောင့်ရှောက်ပေးရမယ်အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတဲ့စကားလုံးတစ်လုံးအဲ့ဒါဘာလဲဆိုတော့အတ္တရူပေနဆိုတဲ့စကားလုံးလေးပဲအတ္တရူပေနဆိုတာကိုယ့်ရဲ့အကျိုးစီးပွားကိုတကယ်အလိုရှိတဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရမြတ်စွာဘုရားတရားဟောတာတစ်ခါလေခြီးပြီးလုပ်ပြီးဟောတာပဲနော်ကိုယ့်ရဲ့အကျိုးစီးပွားကိုတကယ်အလိုရှိတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာလေးမျိုးသောအရာဌာနတို့မှာဒီစိတ်ကိုတတိနဲ့ကာကွယ်ဆောင်ရှောက်တော့တတိနဲ့ဒီစိတ်ကိုကာကွယ်ဆောင်ရှောက်မှုမပြုဘူးဆိုရင်ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့အကျိုးစီးပွားကိုအလိုမရှိရာရောက်သွားပြီဟုတ်တယ်မဟုတ်လားဟောဘာလို့ပြောအောင်ရှေ့မှာပြောတာရှိတယ်လေကိုယ်ကျိုးစီးပွားကိုအလိုရှိတယ်ဆိုရင်တော့စိတ်ကိုတတိနဲ့အရာဌာနလေးမျိုးမှာကာဝယ်ဆောင်ရှောက်လိုက်ပါလို့ပြောတယ်။ဒါမဆောင်ရှောက်ဘူးဆိုရင်အတိတ်ကဘယ်လိုတက်ရောက်သွားလဲ။ကိုယ်ကျိုးစီးပွားကိုကိုဟာအလိုမရှိတဲ့လူအဖြစ်ကိုရောက်သွားတယ်။တကယ်လည်းဟုတ်တယ်အဲ့ဒါ။ဟုတ်လား။ပို့ပြီးတော့တဲ့ဒေသနာကိုလင်းနဲ့သွားစီတယ်လို့မဆိုနိုင်ဘူးလား။နော်ကိုယ့်ရဲ့အကျိုးစီးပွားကိုတော့ဉာဏ်ရှိတဲ့လူတိုင်းလူကျင်ကြမှာပါ။နော်ကောင်းကျင်ကြမှာပဲလေ။အဲ့ဒါမြတ်စွာဘုရားကအဲ့လိုလေးဟောတာကိုကျိုးစီးပွားကိုအလိုရှိတယ်ဆိုရင်အရာဌာန၄မျိုးမှာဒီစိတ်ကိုတတိဆိုတဲ့အပမဒတရားနဲ့ကာကွယ်ဆောင်ရှောက်မယ်တဲ့အဲ့တော့အရာဌာန၄မျိုးဤတို့သိကျင်စိတ်ရှိပဲလို့ဦးဇင်းထင်ပါတယ်နော်အရာဌာန၄မျိုးမှာကာကွယ်ဆောင်ရှောက်အောင်လို့ပြောတာအဲ့ဒီအရာဌာန၄မျိုးကဘာလဲနော်အချင်းတုပ်လေးကိုဦးဇင်းပြောပါမယ်မာမေရဇနိယေတုဓမ္မေတုစိတ်တံရစ်စီတိအတ္တရူပိနအပမဒောတတိစေတသောအာရခောကရဏီယောတဲ့ရဇနိယေတုမမောဝယ်ကောင်းကုန်သောဓမ္မေတုအိဋ္ဌာယုံတို့၌မင်္ဂာဤစိတ်တံစိတ်တိမာရစ်စီတိတတ်မဲ့ခြင်းမဖြစ်ပါစေတည်းဣတိဤသို့အတ္တရူပိနကိုယ့်ရဲ့အကျိုးစီးပွားကိုအလိုရှိသောပုဂ္ဂိုလ်သည်အပမဒောအပမဒအမြင်ရသောတတိဒီဟုသောစိတ္တသောစိတ်အာရခောစောင့်ရှောက်ကိုကရဏီယောပြုရမယ်တဲ့နော်
မမောဝယ်ကောင်းတဲ့အိဋ္ဌာယုံလို့ဆိုတဲ့ကောင်းမွန်တဲ့အာယုန်တွေနဲ့တွေ့လာတဲ့အခါမှာငါရဲ့စိတ်ထဲမှာလိုချင်မှုရချင်မှုနှစ်သက်မှုဆိုတဲ့လောဘဓာတ်တွေမဖြစ်ပါစေနဲ့လို့မှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ပြီးတော့ဒီစိတ်ကလေးကိုအပမဒဆိုတဲ့သတိနဲ့ကာကွယ်ဆောင်ရှောက်ရမယ်တဲ့ဒါပထမအရာဌာနဘာမှနားမလည်ကြမရှိဘူးနော်လိုချင်စရာကောင်းတဲ့အာယုန်နဲ့တွေ့ရင်လောဘမဖြစ်အောင်သတိထားရမယ်လို့ပြောတာပါအတူတူပြောရရင်အဲ့ဒါပဲလိုချင်စရာကောင်းတဲ့အာယုန်နဲ့တွေ့လာရင်လောဘမဖြစ်အောင်သတိထားရမယ်အဲ့ဒါလောဘမဖြစ်အောင်ကာကွယ်တာလောဘကလိုချင်စရာကောင်းတဲ့အာယုန်နဲ့တွေ့မှဖြစ်တာကိုဟုတ်တယ်မဟုတ်လားဒါပထမအရာဌာနနောက်ဒုတိယအရာဌာနဘာပြောတော့ပေတတို့ရိပ်မိမှာပါမာမေဒေါသတိယေတုဓမ္မေတုစိတ်တံဒုတိတိအတ္တရူပေနအပမဒေါသတိရှိသောအရခောကရဏီယောစိတ်တူစရာကောင်းတဲ့အနိဋ္ဌာယုံတွေမကျင်တတ်စရာကောင်းတဲ့အာယုံရိုးတွေနဲ့တွေ့လာတဲ့အခါမှာငါရဲ့စိတ်ထဲမှာဒေါသဆိုတဲ့ပြင်းမာတဲ့သဘောတွေမဖြစ်ပါစေနဲ့ဆိုပြီးတော့ကိုကျိုးစီးပွားကိုအလိုရှိတဲ့ပုဂ္ဂိုလ်ဟာဒီစိတ်ကိုသတိနဲ့ကာကွယ်ဆောင်ရှောက်ရမယ်မကျင်တတ်စရာကောင်းတဲ့အာယုံတွေဆိုတာရှောင်လို့မရဘူးနော်တွေ့ရမှာကြုံရမှာမြင်ရမှာကြားရမှာလောကကြီးတစ်ခုလုံးကကိုယ့်ရဲ့စိတ်တိုင်းကြဖန်တီးပေးပါမယ်ခင်ဗျလူလာဖြစ်လဲပါလို့ကိုယ့်ကိုဖိတ်မှန်ကပြုပြီးလို့ထားလို့ကိုကရောက်လာတာလားဘယ်ဟုတ်မလို့ဗျယမရာဖြစ်နေတဲ့လောကကြီးကိုကိုလည်းပဲဗျယမရာရောက်ချလာဟုတ်လားအဲ့တော့စိတ်ညစ်စရာကောင်းတဲ့စိတ်တို့စရာကောင်းတဲ့အနေထားတွေအခြေအနေတွေဆိုတာကတော့ဘယ်လိုသတော်မှရှောင်လို့မရအောင်အဲ့ဒါမြတ်စွာဘုရားအဲ့ဒါကိုပြောတာစိတ်တို့စရာကောင်းတဲ့အနေထားကျုံလာရင်စိတ်မတူအောင်တတိထားပြီးတော့စိတ်ကိုကာကွယ်ရမယ်လို့အဲ့လိုဟောတာကိုယ့်ကိုယ်ပဲကြိုးစားရမှာနော်ယထာဏ၄မျိုးနဲ့2မျိုးရှိပါဟုတ်လားနောက်3ခုမြောက်ပါပြောတော့မာမေမောဟနိယေတုဓမ္မေတုစိတ်တံမုံရှိတိအတ္တရူပေနအပမဒေါသတိစေတသောအာရခောကရဏီယောတွေးဝေစရာကောင်းတဲ့အာယုန်နဲ့တွေ့လာရင်ငါရဲ့စိတ်ထဲမှာမောဟဆိုတဲ့တွေးဝေတတ်တဲ့ဓာတ်ဆိုးဓာတ်ညစ်တွေမဖြစ်ပါစေနဲ့လို့စဉ်းစားပြီးတော့ကိုကျိုးစီးပွားကိုအလိုရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရဲ့စိတ်ကိုသတိနဲ့ကာဝယ်ဆောင်ရှောက်ရမယ်တွေးဝေစရာကောင်းတဲ့အာယုန်တွေဆိုတာလည်းရှိတယ်တဲ့အဲ့တော့ဒီနေရာမှာဦးဇင်းတို့သတိထားစရာလေးတစ်ခုလောဘဖြစ်စရာအာယုံကိုမြတ်စွာဘုရားကအနိဋ္ဌာအိဋ္ဌာယုံလို့ဟောတယ်လူချင်းစရာနှစ်သက်စရာကောင်းတဲ့ညှဉ်းနှိုးစရာကောင်းတဲ့အာယုံတွေဒေါသဖြစ်စရာကောင်းတဲ့အာယုံကိုဘယ်လိုဟောတော့အနိဋ္ဌာယုံလို့ဟောတယ်စိတ်တူစရာကောင်းတဲ့မကျေနပ်စရာကောင်းတဲ့စန့်ကျင်ကန့်ကွက်ခြင်းစရာကောင်းတဲ့အာယုံတွေမောဟဖြစ်စရာအာယုံကိုကြတော့အိဋ္ဌာယုံရောအနိဋ္ဌာယုံရော2မျိုးလုံးဟောတယ်ဗျအဲ့ဒါစိတ်ဝင်စားစရာကောင်းတာသူ့ရဲ့နေပယ်ကပိုးကျယ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မသက်ရောက်ဘူးလားလောဘကကောင်းတဲ့အာယုန်နဲ့တွေ့မှဖြစ်နိုင်တာဒေါသကဆိုးတဲ့အာယုန်နဲ့တွေ့မှဖြစ်နိုင်တာမောဟကတော့ဆိုးကောင်းအကုန်ဖြစ်နိုင်တဲ့ပြောရင်မောဟဆိုတာကြီးဖြစ်ပြီးမှလောဘတို့ဒေါသတို့ဆိုတာကိုယ်ကဖြစ်လို့ရတာတကယ်ကဒါပေမဲ့မောဟကတော့ဘယ်သူမှသိပြီးတော့စကားတွေထည့်မပြောကြအောင်နော်ဖြစ်လောဘနဲ့ဒေါသပဲအတင်းပြောကြတာမှန်မှန်ကန်ကန်မသိခြင်းဟာလောဘဆိုတဲ့ဆွေးမဲ့မှုလိုချင်မှုရချင်မှုဖြစ်ခြင်းရဲ့အကြောင်းတရားပဲမှန်မှန်ကန်ကန်မသိခြင်းဟာမကျေနပ်မှုစိတ်တူမှုဆိုတဲ့ဒေါသဖြစ်ခြင်းရဲ့အကြောင်းတရားအလုံးချီခံကြတဲ့အကြောင်းအဝိဇ္ဇာဟုတ်ရလားဒါကြားရဖြတ်ပြောတာနောက်၄ခုမြောက်ကာဝယ်စောင့်ရှောက်မှာကဘာလို့ဆိုတော့ရသော်ဘုရားဒေသနာအလုံးပြည့်စုံပါတယ်မာမေမတနိယေတုဓမ္မေတုစိတ်တံမစ္စီတိအတ္တရူပေနအပမဒေါသတိစေတသောအာရခောကရဏီယောအာယာရှင်မူးဝယ်ကောင်းတဲ့အာယုန်နဲ့တွေ့လာတဲ့ခါမှာမန်တက်ဝင်ကြွားဝယ်ကောင်းတဲ့အာယုန်နဲ့တွေ့လာတဲ့ခါမှာငါရဲ့စိတ်ထဲမှာမန်တက်မှုဝင်ကြွားမှုတွေမဖြစ်ပါစေနဲ့လို့မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ကိုကျိုးရှိပွားကိုအလိုရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီမန်တက်ဝင်ကြွားခြင်းဆိုတာတွေမဖြစ်အောင်တတိနဲ့ကိုယ့်ရဲ့စိတ်ကိုကာကွယ်ရမယ်လောဘဒေါသမောဟဆိုရင်လုံလောက်ပြီလို့ထင်ရတာနော်ဒါပေမဲ့အခုနောက်ထပ်မန်တက်ဝင်ကြွားခြင်းနဲ့မဒဆိုတဲ့စကားလုံးလေးသုံးပြီးဟောတယ်မာနလို့သုံးတာတော့မဟုတ်မဒလို့သုံးမဒဆိုတာမန်တက်ဝင်ကြွားတာအခြေအနေကောင်းလေးတွေကိုဖြစ်ချင်တာလေးတွေဖြစ်တယ်လှုပ်တိုင်းအောင်မြင်တယ်အဲ့ဒီလိုအနေအထားမျိုးလေးတွေမှာတတ္တဝါဟာဘာဖြစ်တာမန်တက်လာတယ်ဝင်ကြွားတယ်ငါတော်တော်ဟုတ်တယ်ဒီတိုင်းတဲ့ထဲမှာပဲဒီပြုံတွေတော်တော်မဟုတ်ဘူးဒီလိုမျိုးဖြစ်လာတယ်နော်အဲ့ဒါလည်းအန္တရာယ်ရှိတဲ့အနေအထားတစ်ခုပေါ့မန်တက်မှုဝင်ကြွားမှုဆိုတာဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘဝမှာနော်အခြေအနေအမျိုးမျိုးက
ဒီစိတ်ကိုနော်စွစွဝါးဖြစ်အောင်ဖန်တီးတဲ့အပိုင်းတွေမရှိဘူးလားရှိတယ်ဒါကိုနားလည်ရမှာအဲ့တော့ဒီနေရာမှာတခုစဉ်းစားရရှိတာကပတ်ဝန်းကျင်အခြေအနေတွေကတော့ဒါမျိုးမျိုးတွေ့ရမှာကြုံရမှာအဲ့ဒါကနော်ဘလို့တွေ့ကျင်တာလားဘလို့ကြုံကျင်တာပါလို့ကိုပိုင်နဲ့နိုင်တဲ့နယ်ပယ်မဟုတ်တွေ့ရင်တွေ့မယ်ကြုံရင်ကြုံမယ်လူကျင်စရာကောင်းတဲ့အာယုန်တွေကလည်းတွေ့မှာပဲမကျင်တဲ့စရာကောင်းတဲ့အာယုန်တွေလည်းတွေ့မှာပဲတွေ့ဝေစရာကောင်းတဲ့အာယုန်တွေမှန်တဲ့စရာကောင်းတဲ့အာယုန်တွေဒါတွေကလည်းတွေ့လာမှာပဲအဲ့ဒီတွေ့လာမဲ့အပိုင်းကိုမတွေ့အောင်ဒကာဓမ္မတို့ဦးဇင်းတို့မတတ်နိုင်ဒါကိုနားလည်ဖို့လိုတယ်ကိုလိုရမှာကပါလဲဆိုဘာပဲတွေ့တွေ့ကိုယ်စိတ်ထဲမှာရုံညံ့တဲ့ဖောက်ပြန်တဲ့သဘောတွေမဖြစ်အောင်ပဲကြိုးစားရမှာခုလူတွေကတူတူကိုကိုပေါ့နော်တွေ့လာပြီဆိုလို့ရှိရင်ကိုမကောင်းတဲ့စိတ်ဖြစ်တာကိုအဲ့ဒီခေါင်းတွေကြောင့်အဲ့ဒီအာယုန်တွေကြောင့်အဲ့ဒီဟာတွေကြောင့်ငါမှရုံညံ့တဲ့စိတ်တွေဖြစ်ရတာဆိုအဲ့ဒါတွေကိုပဲထပ်ပြီးတော့အပြစ်တင်ပြီးတော့ရုံညံ့တဲ့စိတ်တွေထပ်တောင်ဖြစ်လာသေးတယ်ဟုတ်တယ်မဟုတ်လားတကယ်တကယ်ကြိုးစားရမှာလားအဲ့ဒါတွေကိုမတွေ့အောင်ကြိုးစားရမှာလားဘာပဲတွေ့တွေ့ကိုယ့်ရဲ့စိတ်ထဲမှာရုံညံ့တဲ့စိတ်တွေမဖြစ်အောင်ကြိုးစားရမှာလားအဓိကမကောင်းတဲ့စိတ်တွေမဖြစ်အောင်ပဲကြိုးစားရမှာဒါပေမဲ့တရားဆိုတာကညံ့ညံ့တာတာတခါတလေသဘာဝကြကြလဲနားလည်ဖို့လိုတယ်တချို့အာယုန်တွေကြတော့ရှောင်လို့မရဘူးဆိုပေမဲ့လို့ရှောင်လို့ရတဲ့အပိုင်းလေးတွေလည်းရှိတယ်ကျွတ်တို့ယဟန်တော်တွေကိုမြတ်စွာဘုရားမြို့ထဲသွားပြီဆိုရင်4000ခန့်မြချအပ်သောမျက်လွှာရှိသည်ဖြစ်၍အန္တရဂရေရွာတွင်၌ဟုတ်လားကမိတ်တာမိသွားအံဟုတ်လားငယ်ငယ်တုန်းကကျင့်ရနော်မျက်လွှာဘာလို့ခိုင်းတာချခိုင်းတာအာယုန်တွေတွေ့မှာဆိုလို့သဘောပေါက်ရလားဒါပါတော့အာယုန်ကိုရှောင်ခိုင်းတာပဲလေအဲ့ဒီပိုင်းတွေကမရှိဘူးလားအလွန်တောင်းကျမ်းနေတဲ့စူပွက်နေတဲ့လောဘဒေါသဖြစ်เสียကောင်းတဲ့အာယုန်တွေဇွတ်တိုးပြီးတော့ဟုတ်လားအာယုန်တွေကိုဖယ်လို့မရဘူးဆိုတော့သွားလုံနေလို့ကတော့သိရှင်ပြေမှာမဟုတ်အဲ့တော့ရှောင်နိုင်တဲ့အာယုန်တွေကိုလည်းရှောင်ဖို့လိုသေးတယ်တချို့ဒကာကြီးတွေဒကာမကြီးတွေပြောတာရှိတယ်တို့အသက်ကြီးလာမှအလုပ်တွေများလာလို့လားမသိစိတ်တွေအလွန်တိုးလာတယ်ဟုတ်တယ်လို့အလုပ်တွေများရင်တော့စိတ်တိုးမှာပဲလို့အလုပ်တွေကများပြီဆိုမှတော့ကိုယ်စိတ်တိုင်းမကြတဲ့ကိစ္စတွေကများလာတော့မှာပဲလေဟုတ်တယ်မဟုတ်လားသာမုတ်စဉ်ကတခါတခါစဉ်းစားကြည့်တယ်ဒေါသတွေကြီးတယ်ဆိုတာများသောအားဖြင့်လောဘတွေကြီးတယ်လို့ကြီးကြတာပဲလောဘတွေကကြီးပြီဆိုတော့ဟိုဟာရရင်တရားရခြင်းဟိုဟာဖြစ်ရင်တရားဖြစ်ခြင်းဘယ်ဟာမှလည်းအလကားမရဘူးလောက်ရတာကြီးပဲမတန်မှန်းသိတန်မှန်းသိအကုန်လုံးဟုတ်လားလုပ်ပြီဆိုတော့ဟောအလုပ်များလေလေအစင်မပြေတာတွေကလည်းသူ့ရခိုင်တဲ့တူတွေ့လာမှာပဲအများကြီးနဲ့ဆက်ဆံရရင်တော့အများကြီးအစင်မပြေတာတွေတွေ့လာမှာအဲ့ဒါဒေါသဖြစ်စရာအာယုန်တွေပဲဒါမှမဟုတ်တချို့ကိစ္စကလောဘကိုမလျှော့နိုင်မင်းနဲ့ဒေါသကလည်းလျှော့မှာမဟုတ်ဟုတ်လားဒါကြောင့်တချို့ဟာတွေကအာယုန်တွေကိုရှောင်ဖို့လည်းကြိုးစားရတဲ့အပိုင်းရှိတယ်ဒါပေမဲ့ဘလို့ပဲရှောင်လို့မရတဲ့အနေအထားတွေကတော့ပုံမများဘူးလားများတယ်အဲ့တော့အဓိကကြိုးစားရမှာကဘလို့အာယုန်ပဲတွေ့တတိနဲ့ကိုယ့်ရဲ့စိတ်ကိုယုံညံ့တဲ့သဘောတွေဖြစ်မလာအောင်ကာကွယ်ဆောင်ရှောက်မှာကအဓိကကြတဲ့နော်တကယ်လက်တွေ့ကြလုပ်ရမယ့်အပိုင်းပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်အရင်တို့ပိဋကပေါင်းတော်ကောင်းတို့ယုံညံ့တဲ့စိတ်တွေမဖြစ်အောင်ဘယ်သူမှစွန့်ရည်တတိရှိတယ်လို့မင်းရင်တတိမှစွန့်ရည်တတိရှိတယ်နော်အခါမဲ့မိုးကြီးပြီးစိုင်းနေတဲ့မြူတွေကိုတခဏချင်းဖယ်ရှားပစ်တယ်လို့တတိထားလိုက်တာနဲ့တတိဝင်လာတာနဲ့ယုံညံ့တာတွေကပျောက်သွားအောင်နောက်ထပ်လည်းအစ်ဝင်လာတတိရှိနေသေးသမျှဝင်လာလို့မရအောင်ဒါလေးကိုလက်တွေ့ကြနားလည်ရနော်နောက်တစ်ချက်ဦးဇင်းတို့ကပြောခြင်းတော့တတိဒီမကောင်းတာတွေမဖြစ်အောင်တားမြစ်တဲ့အစွမ်းတတ္တိတွေရှိတာလားဆိုတော့မဟုတ်ဘူးကောင်းတာတွေဖြစ်အောင်လည်းပဲဆောင်ရွက်ပေးနိုင်တဲ့စွမ်းရည်တတ္တိလည်းရှိနေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီတတိပဌာနာတန်ရုပ်ထဲမှာအာကာသသုတ်တံဆိုတော့သုတ်တံလေးတခုဟောတာရှိတယ်။ဘာပြောတာတုံးဆိုတော့အထက်မိုးကောင်းပြင်မှာလေမျိုးစုံတိုက်တည်တဲ့အရှိလေနောက်လေတောင်လေမြောက်လေလေချမ်းလေနှုတ်လေဘူးလေအေးမျိုးမျိုးတိုက်တယ်အဲ့ဒီဥမာတိုင်းပဲတဲ့သတိပဋ္ဌာန်တရားကိုပွားများနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာသမဗ္ဗံတရား၄ပါးဣတိပတ်၄ပါးဣန္ဒြေ၅ပါးဘုံ၅ပါးဘုဇင်9ပါးမဂ္ဂင်10ပါးလို့ဆိုတဲ့သတိပဋ္ဌာန်တရား၄ပါးပါထည့်လိုက်မယ်ဆိုလို့ရှိရင်ဘောဓိပက္ခိယတရား30နဲ့9ပါးအဲ့ဒီကောင်းမြတ်တဲ့သူတော်ကောင်းတရားတွေကောင်းမြတ်တဲ့စိတ်အကြီးအသေးရှိတဲ့စိတ်လို့ဆိုတဲ့ဒီကောင်းမြတ်တဲ့သဘောတဘာဝတွေဟာဖြစ်ပေါ်လာတယ်တ
အထက်မိုးကောင်းငင်မှာလေမျိုးစုံတိုက်တယ်လို့တတိထားနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကောင်းတဲ့ဓာတ်မျိုးစုံဖြစ်လာတယ်ကောင်းတဲ့စိတ်ဓာတ်မျိုးစုံဖြစ်လာတယ်အဲ့ဒီဗောဓိပက္ခယတရား39ပါးကိုပဲသာသနာတော်ရဲ့ယရနာတွေလို့မြတ်စွာဘုရားဟောတာသာသနာတော်မြတ်ကြီးရဲ့ယရနာတွေဟာအဲ့ဒီဗောဓိပက္ခယတရား39ပါးပဲအဲ့ဒီလောက်မြင့်မြတ်တဲ့ဓာတ်တဘာဝတွေကိုတောင်တတိဟာမလုပ်နိုင်တော့ဖြစ်ပွားစေတယ်ဒါကြောင့်တတိကိုတရားဓမ္မတို့ဦးဇင်းတို့ဟာပုံပြီးတော့မလုပ်လိုက်ဖို့လို့တော့အားကိုးလိုက်ဖို့လို့တယ်နော်မကောင်းတဲ့စိတ်မဖြစ်အောင်လည်းပဲသူ့ကိုတာဝန်ပေးရမှာကောင်းတဲ့စိတ်တွေဖြစ်အောင်လည်းပဲသူ့ကိုတာဝန်ပေးရမှာတာဝန်ပေးရတယ်ဆိုတာသူဖြစ်အောင်ကိုကြိုးစားရမှာကိုပြောတာနောက်တတိလေးသာရှိနေလိုက်သူတာဝန်သူဆောင်ရွက်သွားမှာပဲဟုတ်တယ်မဟုတ်လားကိုကတတိဖြစ်အောင်လုပ်ရမယ့်တာဝန်အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်ရမယ့်အလုပ်ကိုတော့သူကတာဝန်ယူသွားမှာဟုတ်တယ်မဟုတ်လားကိုတာဝန်ကတော့ဘာလို့အောင်တတိဖြစ်အောင်လုပ်ရမယ့်တာဝန်မကောင်းတာတွေမဖြစ်အောင်ကောင်းတာတွေဖြစ်အောင်ကြတော့ဘယ်သူကလုပ်သွားအောင်အဲ့ဒီတတိကပဲလုပ်သွားပါနော်တတိရဲ့စွမ်းရည်တတိတော့တရားကောင်းစဉ်ဘယ်လိုပေးထားလဲစိတ်ရဲ့အစွမ်းနဲ့တတိဤအစွမ်းနော်စိတ်ဤအစွမ်းနဲ့တတိဤအစွမ်းဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာတတိကိုမြတ်စွာဘုရားကအပမဒါဆိုတဲ့နာမည်လေးသုံးပြီးတော့ဟောတာကောမရှိဘူးလားနေတိုင်းဟောတာဟုတ်တယ်မဟုတ်လားအပမဒေနသံပါတိထတတိဆိုတော့အပမဒါတရားနဲ့သူတော်ကောင်းတရားကိုပြည့်စုံအောင်ကြိုးစားကြရမယ်အားထုတ်ကြရမယ်ဟုတ်လားအဲ့တော့ဒီနေရာမှာအပမဒါလို့ပြောလိုက်တဲ့ခါကျတော့တတိရဲ့စွန့်ရည်တတိကိုပြောဖို့နေပေကပို့ပြီးတော့ပြည့်ပြန့်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအပမဒါဆိုတဲ့နာမည်လေးသုံးပြီးတော့ဟောတဲ့သုတ်တန်တွေအလုံးကိုများအပမဒါဆိုတော့သူကကောင်းမှုတွေကိုမမေ့တဲ့သဘောမိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းဖြစ်တိုင်းအောက်မေ့အမှတ်ရနေတဲ့တတိဆိုတဲ့သဘောနောက်အပမဒါဆိုတဲ့အသုံးအနှုန်းလေးနဲ့ဟောပြတဲ့ဒေသနာတွေအပမဒါရဲ့စွန့်ရည်တတိတွေဘုရင်တို့အင်္ဂနိပတ်အင်္ဂုတ္ထုထဲမှာပြောထားတာလေးတစ်ခုရှိတယ်အနုပ္ပန္နဝါကုသလဓမ္မဥပ္ပစ္စံတိဥပ္ပန္နဝါအကုသလဓမ္မပရိဟာယံတိမဖြစ်သေးတဲ့ကုသိုလ်တရားတွေကုသိုလ်စိတ်တွေဖြစ်စေတဲ့နေရာမှာဖြစ်ပြီးသားအကုသိုလ်စိတ်တွေဖြစ်ပြီးသားအကုသိုလ်ဓာတ်တွေဆုပ်ယုပ်ပျက်စီးသွားစေတဲ့နေရာမှာအပမဒါလောက်စွန့်ရည်တတိထက်မြက်တဲ့တရားဒီပြင်တရားတခုငါမမြင်ဘူးလို့မြတ်စွာဘုရားဟောအဲ့ဒီဟောပြောချက်လေးလည်းအလုံးမှတ်သားစရာကောင်းနော်မဖြစ်သေးတဲ့ကောင်းမြတ်တဲ့စိတ်ဓာတ်လို့ဆိုတဲ့ကုသိုလ်တွေဖြစ်စေတဲ့နေရာမှာဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဖယ်ရှားဖျက်ဆီးပစ်တဲ့နေရာမှာအပမဒါလောက်တတိလောက်စွမ်းရည်တတိထက်မြက်တဲ့တရားဒီမြင်မရှိဘူးတဲ့နာဟံဘိက္ခဝေအဉ္ဉံဧကဓမ္မမိတမနုပတ္တမိအဲ့ဒါလောက်စွမ်းရည်တတိထက်မြက်တဲ့တရားဒီပြင်တရားတခုငါမမြင်ဘူးလို့မြတ်စွာဘုရားဟောတာအပမဒါဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့အပမဒါနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ပြောစရာတဲ့ဟာကောင်းထဲမှာအစီအီထွက်လာတော့ဟောဆိုသူ့အကြောင်းကိုမြတ်စွာဘုရားအများကြီးပြောတာအများကြီးလည်းပဲဂုံတင်ပြီးတော့ချီးမွမ်းမှထုတ်ပြအလွန်ထင်ရှားတဲ့ဦးဇင်းတို့အပမဒါရဲ့ဂုံကြီးကိုပြထားတဲ့သုတ်တန်လေးတစ်ပုဒ်ရှိတယ်အဲ့ဒါလေးကိုဦးဇင်းဒီကုန်းချုပ်ပြောခြင်းတော့အင်္ဂုတ္တပါဠိတော်ဓတ္တကနိပတ်ထဲမှာအပမဒါသုတ်တန်ဆိုပြီးတော့အပမဒါဆိုတဲ့နာမည်လေးနဲ့သုတ်တန်ခေါင်းစဉ်တက်ထားတဲ့သုတ်တန်တစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဗာပြောတော့ဆိုတော့ယဟန်တို့တဲ့ခြေမရှိတဲ့တတ္တဝါအခြေနှစ်ချောင်းရှိတဲ့တတ္တဝါအခြေလေးချောင်းရှိတဲ့တတ္တဝါအခြေများစွာရှိတဲ့တတ္တဝါဟောတတ္တဝါကိုခွဲတာကိုခြေတော့ကိုကြည့်ပြီးတော့မြတ်စွာဘုရားခွဲပြတာခြေမရှိတဲ့တတ္တဝါတဲ့ခြေနှစ်ချောင်းရှိတဲ့တတ္တဝါတဲ့ခြေလေးချောင်းရှိတဲ့တတ္တဝါခြေများစွာရှိတဲ့တတ္တဝါခြေသုံးချောင်းလို့တော့မပါဘူးနော်ရုပ်ရှိတဲ့တတ္တဝါရုပ်မရှိတဲ့တတ္တဝါတင်ညာရှိတဲ့တတ္တဝါတင်ညာမရှိတဲ့တတ္တဝါတင်ညာရှိသည်လေးမဟုတ်မရှိသည်လေးမဟုတ်တဲ့တတ္တဝါဒါတွေကတော့မြတ်စွာဘုရားရဲ့ဂုဏ်ကြီးသူကြောင့်ကြားဘူးခွင့်ရတာပေါ့နော်ရုပ်ရှိတဲ့တတ္တဝါရှိတယ်ရုပ်မရှိတဲ့တတ္တဝါလို့ရှိသေးတဲ့ကဲနော်အရူပပြမတွေရုပ်မရှိဘူးတဲ့ဟုတ်လားမမြင်ရဘူးပေါ့ရုပ်မရှိဘူးဆိုတော့မမြင်ရတိုင်းလည်းရုပ်မရှိဘူးလို့မထင်နဲ့နော်ပြိတ္တာလောကသစေတွေတဲတွေ
ရုပ်ရှိတဲ့မြင်ရဘူးသူတို့ရဲ့ရုပ်ကကိုယ့်ရဲ့မျက်လုံးနဲ့ဖမ်းနိုင်လောက်အောင်ထိမကြမ်းထမ်းဘူးဆိုတဲ့အတိတ်ပဲကိုယ့်ရဲ့မျက်လုံးကသူတို့ရဲ့ရုပ်ကိုဖမ်းနိုင်လောက်အောင်ထိအစွမ်းရည်တတိမရှိဘူးကိုမျက်လုံးကိုမြန်သိအထင်မကြီးနဲ့နော်အယောဂကိုယ်တွေအများကြီးရှိရလို့ပြောရမို့လားသိပ္ပံပညာရှင်တွေဆေးပညာရှင်တွေမြင်ရသလားမြင်ရပါအောင်ထားပါတော့လေအဲ့တော့ဦးဇင်းတို့တတ္တဝါအမျိုးမျိုးရှိတယ်တဲ့မြတ်စွာဘုရားကနော်အဲ့လိုအမျိုးမျိုးရှိတဲ့တတ္တဝါတွေထဲမှာမြတ်စွာဘုရားဟာအမျက်ဆုံးဖြစ်တယ်တဲ့ဒါကဥပမာကိုပြောတာအပမာဒကိုဂုံတင်ခြင်းလို့မြတ်စွာဘုရားကသူ့ကိုယ်သူဥပမာနေရာမှာထားတာတတ္တဝါမျိုးစုံရှိတဲ့လောကကြီးထဲမှာငါဘုရားဟာအမျက်ဆုံးပဲလို့ပြောတာမြတ်စွာဘုရားမြတ်စွာဘုရားတတ္တဝါတွေထဲမှာအမျက်ဆုံးပဲအဲ့လိုပဲကုသိုလ်ကောင်းမှုတွေထဲမှာတတိဆိုတဲ့အပမာဒတရားအမျက်ဆုံးဖြစ်တယ်တဲ့တတိကိုဂုံတင်တာတော့ကိုယ်တော်နဲ့ထက်တူပြုတ်ပြီးတော့ဟောတယ်လို့ဒီလိုခံစားလို့မရဘူးလားရတယ်နော်တတ္တဝါတွေထဲမှာမြတ်စွာဘုရားကြီးအမျက်ဆုံးကောင်းမှုကုသိုလ်တွေထဲမှာတတိဒီအမျက်ဆုံးအောင်းဆိုသူကစွန့်ရည်တတိအထက်ဆုံးဖြစ်လို့မို့ဟုတ်လားအလွန်စွန့်လာပါတယ်ဆိုတဲ့စိတ်ကိုမကောင်းတာတွေကိုတားပြီးတော့ကောင်းတာတွေကိုဖွင့်ဖြိုးအောင်ဘယ်လိုလုပ်ပေးမှာဒီတတိကလုပ်ပေးမှာတတိရဲ့စွန့်ရည်တတိအဲ့ဒီသုတ်တံမှာအပမာဒဟာအလွန်မြင့်မြတ်တယ်ဆိုတာဥပမာ10မျိုးပြောတာအခုအဲ့ဒါတစ်မျိုးပဲနော်တတဝါတွေထဲမှာမြတ်စွာဘုရားကြီးအမျက်ဆုံးအဲ့ဒီလိုပဲကုသိုလ်ကောင်းမှုတွေထဲမှာတတိတိအမျက်ဆုံးတဲ့နောက်ဒုတိယဥပမာမြတ်စွာဘုရားဘာပေးတော့ဆိုတော့ကုန်းတဝါတွေရဲ့ခြေရာတွေထဲမှာဆင်ခြေရာဟာအကြီးကျယ်ဆုံးဖြစ်တယ်တဲ့ဘယ်ကုန်းတဝါရဲ့ခြေရာကိုပဲဖြစ်ဖြစ်ဆင်ခြေရာတွေကိုထည့်လိုက်ရင်ဝင်သွားတယ်ကျုံဝင်သွားတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဆိုတော့တတိတရားသည်အမျက်ဆုံးဖြစ်တယ်တဲ့ဒါကဒုတိယပေးတဲ့ဥပမာနော်ခြေရာတွေနဲ့နှိုင်းပြီးတော့ဟောတာနောက်တတိယဘာပေးတော့ဆိုတော့တတိယပေးတဲ့ဥပမာကနော်အိမ်တစ်လုံးဆောက်ပြီးဆိုရင်အိမ်မှာခေါင်းဆိုတာရှိတယ်ပေါ့မိုးလိုက်ပြီးဆိုရင်လေစားထဲမှာတော့အထွတ်လို့သူကသုံးတယ်အမြင့်ဆုံးနေရာလေးပေါ့အချင်းရင်တွေတို့ရဲ့စုရာခေါင်းလေးနောက်ဒီထဲမှာအင်ဂျင်နီယာတွေပါလိမ့်မယ်ဟုတ်လားအဲ့ဒီခေါင်းလေးကဒီအိမ်တစ်လုံးမှာတော်ပေါင်းဆိုအထွတ်အထိပ်အကျဆုံးနေရာလေးအဓိကကျတဲ့ project နေရာလေးဟုတ်ဆို तू မိုးမလုံဘူးဆိုရင်ကျန်တာတွေကအကုန်လုံးမိုးရီတွေယူပြီးတော့ခဏလေးပျက်စီးသွားနိုင်တယ်ခေါင်းကမိုးမလုံဘူးဆိုတဲ့ဥမာကအလွန်ထိတာဟုတ်လားအိမ်တစ်လုံးမှာအဲ့ဒီအမိုးမှာခေါင်းဒီအထွတ်ဒီအဓိကကျသလိုအထွတ်အမြတ်ဖြစ်သလိုကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဆိုတဲ့တတိတရားဟာအမြတ်ဆုံးဖြစ်တယ်တဲ့ဥပမာမနဲ့ချက်ရှိတော့3ချက်ရှိတယ်နောက်4ခုမြောက်5ခုမြောက်6ခုမြောက်ဥပမာ3ချက်ကိုတကောင်းနဲ့ပေးသလိုရဲ့ခေါင်းထဲမှာဆွဲအောင်တော့နန္တာတွေနဲ့ဥပမာပေးတာနန္တာမျိုးတွေကဦးဇင်းတို့အမြင့်နန္တာအနှစ်နန္တာအပွင့်နန္တာလို့3မျိုးရှိတယ်တဲ့ဘုဒ္ဓတော်နော်အမြင့်နန္တာတွေထဲမှာအကျော်ပင်ရဲ့အမြင့်ဟာအမွှေးသုံးမဲ့အမျက်ဆုံးပဲတဲ့အမြင့်နန္တာတွေထဲမှာအကျော်ပင်ရဲ့အမြင့်ဒီအမြင့်မြတ်ဆုံးဟောင်းဆုံးပေါ့အဲ့လိုပဲဦးဇင်းတို့ကုသိုလ်ကောင်းမှုတွေထဲမှာတတိဆိုတဲ့အပမာဒတရားဒီအမျက်ဆုံးဖြစ်တယ်အမြင့်နန္တာပြီးရင်အနှစ်နန္တာတွေထဲမှာစန္ဒကူးနီပင်ရဲ့အနှစ်ဟာအမျက်ဆုံးဖြစ်တယ်သူအမွှေးဆုံးပေါ့ဟုတ်လားအဲ့လိုပဲကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဆိုတဲ့တတိတရားဟာအမျက်ဆုံးဖြစ်တယ်တဲ့အမြင့်နန္တာအနှစ်နန္တာပြီးတော့ပါတော့အပွင့်နန္တာနော်ပန်းပွင့်လေးတွေမှုေးတယ်ဆိုတာထဲမှာအဲ့ဒီအပွင့်နန္တာတွေထဲမှာမြက်၄ပန်းဟာအမျက်ဆုံးဖြစ်တယ်ဒါဘုရားဟောဒေသနာပါနော်မြက်၄ပန်းပွင့်ဟာနော်အပွင့်နန္တာတွေထဲမှာအမျက်ဆုံးအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဆိုတဲ့တတိတရားဟာအမျက်ဆုံးဖြစ်တယ်တဲ့6မျိုးရှိသွားရင်နော်မြတ်စွာဘုရားတောင်စိတ်ရှိလက်ရှိဟောရသေးတာဒါကမှဦးဇင်းတို့ကလည်းပဲဘာဖြစ်လို့မပြောနိုင်ရမှာလို့နားမထောင်နိုင်ရမှာလို့ဟုတ်လားနောက်ခုနှစ်ခုမြောက်မြတ်စွာဘုရားဘာဟောလဲဆိုတော့ဒီကဘာမြေပြင်လောကကိုပိုင်းခြားပြီးတော့အုပ်ချုပ်ကြတဲ့မင်းတွေရှင်ဘုရင်တွေရှိတယ်အဲ့ဒီရှင်ဘုရင်တွေမင်းတွေထဲမှာစัจ java မင်းဟာအမျက်ဆုံးဖြစ်တယ်တဲ့ကျန်တဲ့ရှင်ဘုရင်တွေမင်းတွေဆိုတာတော့စัจ java မင်းရဲ့နောက်လိုက်မျှတာဖြစ်တယ်။ဟောစัจ java မင်းဟာအမျက်ဆုံးမင်းနော်ကောင်းမြတ်တဲ့ကုသိုလ်စိတ်ဓာတ်တွေကြောင့်ကုသိုလ်ကံတွေကြောင့်ဖြစ်ပေါ်လာတဲ့တရားအဖြစ်အုပ်ချုပ်တဲ့မင်းလက်နဲ့အုပ်ချုပ်တဲ့မင်းမဟုတ်နော်တရားအဖြစ်အုပ်ချုပ်တဲ့မင်းပေါ့အဲ့ဒီစัจ java မင်းဟာမင်းပေါင်းလေးတွေမှာအမျက်ဆုံးဖြစ်တယ်အဲ့ဒါပဲကုသိုလ်ကောင်းမှုတွေထဲမှာအပမာဒဆိုတဲ့တတိတရားဟာအမျက်ဆုံးဖြစ်တယ်
အကုန်လုံးကအပ္ပမာဒကိုဂုံတင်ရင်လို့ဥမာပေးထားတာရှိပါပဲအဲ့ဒါနောက်ထပ်၃မျိုးကြံတော့တယ်နော်နောက်၃မျိုးကဘာလာတော့ဆိုတော့ဦးဇင်းတို့ညတိုင်မှာကျယ်တွေနက္ခတ်တွေရဲ့အလင်းရောင်လေးတွေရှိတယ်တချို့ကျယ်တွေကတော်တော်လေးအယောင်တောက်တယ်တချို့ကြတော့လည်းပဲမိတ်တုတ်ကလေးပေါ့နော်အဲ့ဒါလိုနက္ခတ်တွေကျယ်တွေရဲ့အလင်းရောင်တွေထဲမှာလရဲ့အလင်းရောင်ဟာအသာလုံးလုံးဖြစ်တယ်တဲ့ညအခါမှာထွန်းလင်းတောက်ပတဲ့နက္ခတ်တာယာကျယ်တကာတို့ရဲ့အလင်းရောင်ထဲမှာလရောင်ဟာအသာလုံးလုံးဖြစ်တယ်အဲ့လိုပဲအပ္ပမာဒဆိုတဲ့ဒီတရားဟာကုသိုလ်ကောင်းမှုတွေထဲမှာအမျက်ဆုံးဖြစ်တယ်လာနော်ပြီးတော့ပါလားဆိုနေတဲ့နေ့အခါမှာနေရဲ့အလင်းရောင်တွေအလုံးစုံသောအမိုက်တိုက်ကိုလွှမ်းမိုးပြီးတော့တည်တယ်တဲ့နော်ဘယ်အလင်းရောင်ကမှနေရဲ့အလင်းရောင်ကိုမမေ့ဘူးနေမင်းကြီးရဲ့အလင်းရောင်ကအတောက်ပဆုံးနေခါမှာအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုတွေထဲမှာတတိဆိုတဲ့အပ္ပမာဒတရားတွေအမြင့်မြတ်ဆုံးဖြစ်တယ်ဒါကုကုမြောက်ပေးတဲ့ဥမာနောက်10ခုမြောက်ပါပေးတာလို့ဆိုတော့ဦးဇင်းတို့သမုဒ္ဒရာကြီးနဲ့ဥမာပေးတယ်နောက်ကဘာမြေပြင်လောကကနေပြီးတော့စီးဆင်းသွားတဲ့မြစ်တွေချောင်းတွေအများကြီးမရှိဘူးလားရှိရနော်မြစ်ကြီး9သွယ်မြင့်ငယ်900ဒါကတော့စာဆိုလေးပေါ့တကယ်ကတော့အဲ့လိုကြီးအတိအကျမဟုတ်ပါအဲ့လိုပဲမြစ်ကြီးမြင့်ငယ်ချောင်းကြီးချောင်းငယ်အသွယ်ဘယ်ကိုစီးဆင်းသွားလို့ဆိုတော့ပင်လယ်သမုဒ္ဒရာစီကိုစီးဆင်းသွားကြတယ်အဲ့ဒီမှာအလုံးစုဝေးမိကြတယ်ဘယ်ရေရဲ့အစုအဝေးကမှသမုဒ္ဒရာရေရဲ့အစုအဝေးကိုမမေ့ဘူးအလုံးဒီသမုဒ္ဒရာရေကိုဥဆိုင်နေကြရတယ်ခေါင်းတိုက်နေကြရတယ်သမုဒ္ဒရာကိုရေအစုအလုံးတွေထဲမှာအမျက်ဆုံးအကြီးဆုံးလို့ဆိုရတယ်အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုတွေထဲမှာတတိဆိုတဲ့အပ္ပမာဒတရားအမျက်ဆုံးဖြစ်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ကုသိုလ်ကောင်းမှုမှန်သမျှသည်အပ္ပမာဒမှာအခြေခံရတယ်တဲ့ဟောအဲ့ဒီစကားလေးပါအဓိကကြတဲ့အဲ့ဒီစကားလေးကိုဦးဇင်းကမပြောမိဘူးနော်ကုသိုလ်ကောင်းမှုမှန်သမျှဘယ်မှာအခြေခံရအပ္ပမာဒမှာအခြေခံရတယ်ဆိုလိုတာကတတိမရှိဘဲနဲ့တတိမဖြစ်ဘဲနဲ့ကုသိုလ်မဖြစ်နိုင်ဘူးကောင်းတာမဖြစ်နိုင်ဘူးဆိုတာလေးကိုနားလည်ရမှာစဉ်းစားတော့ဘယ်လောက်သူအရေးပါတယ်တော့ကြကြတော့ဟုတ်လားဒါကြောင့်ကျင်တို့ရောဆရာတော်ကြီးကဥမာလေးပေးပြီးတော့ဆောင်းပုတ်ကလေးရေးတာဆောင်းပုတ်လေးကဟိုတုန်းကတော့ရတယ်ခုတော့လည်းမရတော့ပြန်အစိုးရမရဘူးသိလားဒါပေမဲ့ဥမာကကောင်းတော့လို့ပြောရအောင်ပါပဲအခုမီးလေးတွေလင်းနေတယ်ဆိုတာခလုတ်ကလေးကိုနှိပ်လိုက်လို့မီးလေးလင်းလာတာပါတဲ့ဒါပေမဲ့ခလုတ်ကြည့်တယ်ပဲလဲလင်းတာမဟုတ်ဘူးပင်မတက်ကြိုးကြီးနဲ့လဲတွဲထားသေးတယ်တဲ့အဲခလုတ်ကလေးရှိတာနဲ့လဲမီးကြိုးတွေတွဲထားတာနဲ့လဲလင်းတာမဟုတ်ဘူးနှိပ်လဲနှိပ်လိုက်ရသေးတယ်တဲ့သုံးချက်သူကဥမာပေးတာအဲ့ဒီခလုတ်ကလေးကတတိပဲတဲ့တတိခလုတ်ကိုနှိပ်လိုက်ရင်မီးလင်းလာတယ်ဒါပေမဲ့ပင်မတက်ကြိုးတွေနဲ့တွဲထားတဲ့ကြိုးရှိတယ်အဲ့ဒါကဘုံဆိုတရားတရားကိုပြောတာတဲ့နှိပ်လိုက်တယ်ဆိုတာလေးကဝရိယကိုပြောတာတဲ့နော်အပ္ပမာဒဆိုတဲ့တတိကိုခလုတ်နဲ့ဥမာပေးတာနော်သူအပိတ်အဖွင့်လေးကမီးအလင်းအမှောင်ကိုမလုပ်နေတော့ပန်းတီးနေတာတတိရှိရင်မီးလင်းမယ်တတိမရှိရင်ဒီမလင်းပညာဉာဏ်ကိုရည်ညွှန်းတာပေါ့နော်အလင်းအောင်ဆိုတာအဲ့တော့တတိရှိလိုက်တာနဲ့အတိပါပူပြီးတော့ရှိလာတယ်တတိမရှိတာနဲ့အတိပါပျောက်တယ်အောင်ဒါပေမဲ့အဲ့ဒီတတိဆိုတဲ့ခလုတ်ကိုနှိပ်နိုင်ဖို့တော့လိုတယ်ပေါ့နှိပ်တယ်ဆိုတာမပြောတာဝရိယကိုပြောတာပင်မတရားတရားဆိုတဲ့ပင်မတက်ကြိုးကြီးနဲ့ဒီမီးလေးလေးနဲ့တွေ့ထားတဲ့ကြိုးလေးလည်းပဲပြတ်မနေဖို့လိုတယ်ယုံကြည်မှုကိုပြောတာဒါကလည်းပဲအလွန်ကောင်းတဲ့ဥမာလို့ဦးဇင်းထင်ပါတယ်နော်ယုံကြည်မှုမရှိလို့ရှိရင်တတိရှိအောင်လုပ်ကိုမလုပ်ဒီတရားဘာဝနာအထုတ်တဲ့လုပ်ငန်းကိုယုံကြည်မှုသာတက်ကြိုးပြတ်နေမယ်ဆိုရင်ဘာမှမီးရလင်းလာတဲ့အကြောင်းကိုမရှိဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့တတိဆိုတဲ့အပ္ပမာဒတရားရဲ့စွန့်ရည်တတိဒီမှာတော့မြတ်စွာဘုရားဥမာ10မျိုးတောင်ပေးပြီးတော့ဟောတာဘယ်ကုသိုလ်ကောင်းမှုမျိုးမဆိုတတိမှာအခြေခံရတဲ့အပ္ပမာဒမှာအခြေခံရတဲ့အပ္ပမာဒတင်ပေါင်းစုံရာရှိတယ်အဲ့ဒီအတုံနှုံလေးလည်းပါတယ်နော်ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုတွေထဲမှာတတိဒီအမြတ်ဆုံးစွန့်ရည်တတိထက်လွန်းလို့ဟုတ်လားဒါကြောင့်ဦးဇင်းတို့ရောစတော်ကြီးရဲ့ဆောင်းပုဒ်ကလေးနှစ်ပုဒ်အဲ့ဒါတော့နှုတ်ထဲတိုးနေသေးတယ်အပ္ပမဒေနဘိက္ခဝေတမ္ပါဒိဋ္ဌဝယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါဒိဋ္ဌနောက်ဆုံးမြတ်စွာဘုရားပြိဋိဘံစံဃာနေမှာပစ္စည်းမဝဆနာနောက်ဆုံးစကားမိန့်ရှိတာမရှိဘူးလားရှိတယ်အဲ့ဒါလေးကိုဆရာတော်ကြီးကဘယ်လိုဖွင့်ပြတယ်ဆိုတော့ဦးဇင်းအရန်သဘောကျတယ်ဝယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေအပ္ပမဒကျင့်စဉ်ပြဘဝအနှစ်တွေ
အမှုလေးရတော့နှစ်ကြောင်းနဲ့ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေအပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေဝေယဓမ္မသင်္ခါရဆိုတာအဓိပ္ပာယ်အလုံးသိမယ်ထင်လို့ဦးဇင်းကမပြောတာနော်ဝေယဓမ္မသင်္ခါရဆိုတာဘာပြောလဲသင်္ခါရတရားတွေဟာတခုမှတည်နေတာမြင်နေတာမရှိဘူးလို့ပြောတာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေအခိုက်အတန့်လေးတွေပဲတည်တာအောင်တောက်လျှောက်ပဲပြုတ်ပြက်ပျက်စီးသွားတယ်တောက်လျှောက်ပဲအစ်စ်ကထပ်မံပြီးတော့အစားထိုးတယ်အဲ့တော့ဝေယဓမ္မသင်္ခါရဆိုတာတတ္တဝါကိုထိတ်လန့်နဲ့ထိတ်လိုက်တဲ့ထိတ်လန့်ထိုက်တဲ့ဒီသဘာဝတရားတွေရဲ့ပုံမှာထိတ်လန့်တဲ့ဉာဏ်ကိုရအောင်လို့မြတ်စွာဘုရားဟောပြထားတာတဲ့ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေလောကကြီးပျက်စီးနေတယ်လို့ပြောလိုက်တာတတ္တဝါတွေကိုထိတ်လန့်တဲ့ထိတ်လန့်ထိုက်တဲ့ဉာဏ်ကိုရအောင်မြတ်စွာဘုရားဟောပြတာအပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေအဲ့ဒီထိတ်လန့်နဲ့ထိတ်လန့်ထိုက်တဲ့ဒီဘဝဒုက္ခဇိုးတွေကလွတ်မြောက်အောင်ဘလို့ကျင့်ရမှာတုံးဆိုတော့အနှစ်ချုပ်အပ္ပမာဒတရားကိုဟောပြတာအဲ့ဒီအပ္ပမာဒကကျင့်စဉ်ပဲဝေယဓမ္မသင်္ခါရကထိတ်လန့်စေတဲ့တရားအပ္ပမာဒကအဲ့ဒီထိတ်လန့်စရာကောင်းတဲ့အခြေအနေဇိုးကနေလွတ်မြောက်အောင်ကျင့်သုံးရမယ်ကျင့်စဉ်တရားနှစ်ခုတည်းနဲ့ပြည့်စုံတယ်နော်ဟောဦးဇင်းတို့သီဟသုတ်တံဆိုတော့သုတ်တံတစ်ပုဒ်ရှိတယ်မြတ်စွာဘုရားကသူ့ကိုယ်သူချင်းသိမင်းကြီးနဲ့ဥမာပေးပြီးတော့ဟောတာ။တော့သုံးတော်ကိုဆိုရတဲ့ချင်းသိမင်းကြီးကမနေ့ကင်းလင်းလာတဲ့အခါမှာကူတွေကနေထွက်ပြီးတော့အကုန်လုံးကြားအောင်ဆိုတော့ချင်းသေးတို့ရဲ့အတန်နဲ့ဟိန်းဟောက်လိုက်တယ်၃ချိန်။အဲ့လိုဟိန်းဟောက်လိုက်တယ်ဆိုရင်တောထဲမှာရှိတဲ့အမြေကြီးပေါ်မှာနေတဲ့တတ္တဝါပြေးကြတွင်းထဲနေတဲ့တတ္တဝါတွင်းထဲဝင်ကြကောင်းငင်မှာကျက်စားတဲ့တတ္တဝါကောင်းငင်ပြန်ကြရေထဲနေတဲ့တတ္တဝါရေထဲဝင်သွားကြအနီးနားမှာတကယ်လို့ရှင်မင်းနေသူတွေမွေးထားတဲ့မြင်းနေရှင်တွေရှိတယ်ဆိုရင်လည်းသူတို့ကတော့ပြေးကျင်တာဒါပေမဲ့ကျိုးနဲ့ချီတာတော့ပြေးမရတော့အဲ့ဒီနားရင်ကျင်ကြီးတွေကျင်ငယ်တွေထွက်ကြကုန်တယ်တဲ့အချင်းလေးမင်းရဲ့အစွမ်းအောင်သူ့ရဲ့ဟိန်းဟောက်တန်ကြားတာနဲ့အိဋ္ဌံတွေကအလိုလိုအဲ့လိုကြောက်ရွံ့တဲ့ထိတ်လန့်တဲ့စိတ်တွေဖြစ်သွားစေတာအချင်းလေးရဲ့အစွမ်းအောင်အဲ့လိုပဲမြတ်စွာဘုရားတည်းဟူသောချင်းလေးကြီးကလောကကြီးကိုဒီဓမ္မတည်းဟူသောအတန်နဲ့ဟိန်းဟောက်တယ်လောကကြီးကတည်မြဲတဲ့လောကကြီးမဟုတ်ဘူးကောင်းတဲ့လောကကြီးမဟုတ်ဘူးလောကကြီးဟာလူကျင်မှုမဲ့မမှုကြောင့်ဆက်လက်ပြီးတော့ဖြစ်ပေါ်နေတာလူကျင်မှုမဲ့မမှုချုပ်မှဒုက္ခတွေချုပ်မှာလူကျင်မှုမဲ့မမှုချုပ်အောင်ဒုက္ခတွေချုပ်အောင်မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ရမယ်အထူးသဖြင့်သစ္စာ၄ပါးတရားသံသည်ဘုရားကြီးဟူသောရှင်သေမင်းကြီးရဲ့ဟိဟောတဲ့အတန်ပဲအဲ့ဒီမှာအတိအလင်းဟောထားတာအဲ့ဒီမှာတော့ဦးဇင်းတို့ဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓဂာမိနိပရိပဒါဆိုတဲ့အသုံးလုံးနဲ့မဟောဘူးလောကသမုဒယလောကនិရောဓဂာမိနိပရိပဒါဆိုလောကဆိုတဲ့အသုံးလုံးလေးနဲ့ဟောတာဒုက္ခနဲ့လောကဆိုတာကနာမည်သာကွဲတာအတူတူပဲဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားတက္ကာယဆိုတဲ့စကားလုံးနဲ့လည်းဟောတယ်နော်တက္ကာယဆိုတာလည်းဒီဒုက္ခတွေကိုပြောတာပါပဲအကျဉ်းမြင့်ပေါ့နော်အဲ့တော့ပြောနေတာကဘာလို့လောကကြီးရဲ့သဘောအမှန်ကိုမြတ်စွာဘုရားဖော်ပြလိုက်တဲ့စကားသံတွေဟာမလုပ်တာတော့ရှင်သေမင်းကြီးဟိန်းဟောလိုက်တဲ့အတန်အောင်အဲ့လိုမြတ်စွာဘုရားရဲ့တရားသံတွေကိုကြားရတဲ့အခါမှာဟိုအသက်အလွန်ရှည်ပါတယ်ဆိုတဲ့နတ်တွေမြမာတွေကတော့တို့လည်းပဲပျက်စီးတတ်တဲ့သဘာဝရှိတယ်သူတို့အလွန်မေ့လျော့နေကြတယ်ပေါ့နော်ငါကခုဒီလိုကြားတော့တို့လည်းပဲအဲ့လိုပျက်စီးတတ်တဲ့တရားတွေမှာအကျုံးဝင်တဲ့သူတို့တောင်အပြင်းထန်ထိတ်လန့်တဲ့တုန်လှုပ်တဲ့သဘောဖြစ်တယ်တဲ့ဟုတ်လားအတော်ခက်တာကနားလဲကြားဖို့တော့လိုတယ်နဲ့တူတယ်လို့ဒါကိုစဉ်းစားမိပါတယ်ဦးဇင်းကဒီသုတ်တန်လေးကိုကြားဖတ်ရတဲ့အခါကျတော့ဟုတ်လားနားမကြားရဘူးဆိုလို့ရှိရင်ကြောက်စရာကောင်းမှလည်းမသိဘူးเนาะထိတ်လန့်စရာကောင်းမှလည်းမသိဘူးဒီလိုပဲသွားတယ်တချို့ကြတော့လည်းပဲနားဆိုတာကဗေဒိနာကိုအဓိကရည်ညွှန်းတာမဟုတ်ပါဘူးဉာဏ်နာပေါ့နော်သိနိုင်တဲ့မြင်နိုင်တဲ့နားလည်နိုင်တဲ့သဘောပေါက်နိုင်တဲ့ဓာတ်သဘာဝလေးလည်းအခြေခံအဖြစ်ပါဖို့လိုတယ်ဟုတ်ရဲ့လားအဲ့လိုမျိုးကြားလိုက်ရပြီဆိုရင်တို့ရဲ့အခြေအနေဟာကျင့်တဲ့နေတဲ့အခြေအနေမဟုတ်ဘူးဆိုတာကိုမသိနိုင်ဘူးလားသိနိုင်တယ်ဒါကြောင့်ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေအပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေလို့ဆိုရရေးတာသင်္ခါရတရားတွေပျက်စီးလိမ့်မယ်ဆိုတာထိတ်လန့်စေတဲ့ဉာဏ်ကိုရဖို့အတွက်ဟောတာအမ္မာဒိနသမ္မာဒိဋ္ဌဆိုတာကအနှစ်ချုပ်အပြည့်စုံဆုံးကျင့်စဉ်ကိုပြောပြတာဒါကြောင့်ပိဿပေါင်းတော်အောင်လို့အခါအားလျော်စွာဦးဇင်းကတရားဓမ္မတွေရှိမှုပြောတာမဟုတ်ပါဘူး
နည်းနည်းတောင်အံ့ဩတယ်နော်လူတွေဒီလောက်များပြီးတော့လာကြရှာဘယ်သူမှအလုပ်အားတဲ့လူမရှိပါဘူးနော်အကုန်လုံးရုန်းကန်လှုပ်ရှားနေကြတဲ့လူတွေပါဟုတ်လားဒီကြားထဲကပဲဒီကိုလာပြီးတော့စုဝေးမိတယ်ဆိုတာဒီတရားဓမ္မရဲ့ပုံမှာဘယ်လောက်စိတ်ဝင်စားသလဲဆိုတာကိုပြသရမရောက်ဘူးလားရောက်နော်တနည်းအားဖြင့်ကိုယ်ဘဝရဲ့အရေးကိုကိုယ်ဘယ်လောက်အလေးထားလဲဆိုတာကိုလည်းပဲပြသရရောက်ပါတယ်နော်အလုံးလာကြတယ်ဆိုတာဘုန်းကြီးတို့လည်းပဲဘုန်းကြီးအားမငယ်အောင်ဟဲ့ဆိုတော့လာကြတာလဲပါခြင်းပါမယ်ပေါ့ဟုတ်လားဒါပေမဲ့အဲ့ဒါလည်းဦးဇင်းကဝမ်းသာပါတယ်မေတ္တာသဘောပေါ့ဒါပေမဲ့ကိုယ်ကြီးကိုတွေးပြီးတော့လာတာလည်းပဲအလွန်ကောင်းပါတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဦးဇင်းတို့ပြေးတော့ပေါင်းတော့အချိန်လေးစေးပါပြီနော်အဲ့တော့ဒီနေ့ဒါနှုတ်ဆက်တရားပေါ့ဟုတ်လားနော်ပါတတိရဲ့တတိဤအစွမ်းနဲ့စိတ်ဤအစွမ်းနဲ့တတိဤအစွမ်းနော်အလွန်အရေးပါတဲ့တွေးစရာလေးတွေလို့ဦးဇင်းကတော့ထင်ပါတယ်ဟုတ်လားအဲ့တော့ပြောရတာလေးတွေပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်စိတ်ဤအစွမ်းနဲ့နောက်လောကကြီးကိုစိတ်ကခေါင်းဆောင်တယ်တတ္တဝါတွေဒီဟူသောလောကကြီးသည်စိတ်ဆွဲငင်ရာနောက်ကိုလိုက်နေရတယ်စိတ်ဒီဟူသောတစ်ခုသောတရားရဲ့အလိုကိုအလုံးစုံသောတတ္တဝါတွေဟာအလိုလိုက်နေရတယ်ဒါကြောင့်စိတ်ကဆရာကြီးပဲဒါစိတ်ရဲ့စွန့်ရည်တတ္တိတွေကိုဦးဇင်းတို့နားလည်ဖို့ကြိုးစားတဲ့နေရာမှာအချင်းချင်းဘယ်နှမျိုးနားလဲ2မျိုးလောက်တော့နားလည်ရမယ်မကောင်းတဲ့စိတ်ကောင်းတဲ့စိတ်စာလို့ပြောရရင်တော့မိစ္ဆာပဏိဟိတစိတ်သမ္မာပဏိဟိတစိတ်မကောင်းတဲ့စိတ်ကအချင်းချင်းမုန်းတီးဆက်ဆုပ်နေကြတဲ့ရန်သူတွေတယောက်ကိုတယောက်ဒုက္ခပေးတာတဲ့မကောင်းတဲ့စိတ်ကတတ္တဝါတွေကိုပို့ပြီးတော့ဒုက္ခပေးနိုင်တယ်အလွန်မေတ္တာကြီးမားလာတဲ့မိခင်ဖခင်တွေကမပေးနိုင်တဲ့ချမ်းသာဒုက္ခမျိုးကိုကောင်းတဲ့စိတ်ကပေးနိုင်တယ်ဒါလေးတွေမမေ့နဲ့နော်ကောင်းတဲ့စိတ်ရဲ့စွမ်းမကောင်းတဲ့စိတ်ရဲ့စွမ်းဒီအစွမ်းတတိထက်မြက်တဲ့ဒီစိတ်ကိုမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်ကိုဘလို့ကင်တွယ်မလဲသူ့ကိုဘလို့ထိန်းချုပ်မလဲဘလို့လမ်းကြောင်းတဲ့ပေးမလဲရောဘာနဲ့ထိန်းချုပ်မလို့တတိနဲ့ထိန်းချုပ်ရမယ်တတိကနော်အစွမ်းပါတယ်ဆိုတဲ့စိတ်ထဲမှာ तू ကထပ်ပြီးတော့ဘာလုပ်နေလို့စွမ်းနေတယ်တတိကိုအားကိုးရဟုတ်လားရိုးတော့ရိုးလေးနော်တတိဆိုတာအောက်မိတဲ့သဘောလေးအမှတ်ရတဲ့သဘောလေးတတိမပြတ်စေနဲ့ဆိုအဲ့ဒီတတိရဲ့အစွမ်းကိုကြတော့ဦးဇင်းတို့ဘယ်နှမျိုးလောက်ပြောရတော့နော်အကုသိုလ်မဖြစ်အောင်တားမြစ်နိုင်တယ်ကုသိုလ်ဖြစ်အောင်ဆောင်ရွက်နိုင်တယ်အကြံဉာဏ်2မျိုးပေါ့ဟုတ်လားအခါမဲရွာလိုက်တဲ့မိုးကြီးကကောင်းငင်မှာဆိုင်းနေတဲ့မြူတွေကိုဖယ်ရှားပစ်လိုက်တဲ့လိုမျိုးတတိထားလိုက်တာနဲ့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့မကောင်းတဲ့ဓာတ်သဘာဝတွေဟာတခါတည်းကြောက်ပြေသွားတယ်အထက်မိုးကောင်းငင်မှာလေမျိုးစုံတိုက်တယ်လို့တတိသာထားမယ်ဆိုလို့ရှိရင်ကောင်းမြတ်တဲ့ဓာတ်သဘာဝတွေအလိုလျောက်ဖြစ်ပေါ်လာလိမ့်မယ်ဒီအဓိကကြတဲ့တော့ကြတဲ့စကားလေးတွေကိုမှတ်မိရအောင်ဟုတ်လားဒါကြောင့်အဲ့ဒီတတိကိုပဲမြတ်စွာဘုရားအပ္ပမာဒဆိုတဲ့အသုံးနှုန်းလေးနဲ့မဖြစ်သေးတဲ့ကုသိုလ်တွေကိုဖြစ်ပေါ်စေတဲ့နေရာမှာဖြစ်ပြီးသားအကုသိုလ်တွေကိုဖြစ်စည်းပြစ်နိုင်တဲ့နေရာမှာတတိလောက်အပ္ပမာဒလောက်စွန့်ရင်တတိထက်မြက်တာငါမမြင်ဘူးလို့ဒီလိုလဲဟောတာရှိတယ်နောက်ဆုံးဦးဇင်းပါပြောသွားတော့အပ္ပမာဒသုတ်တံတဲ့တတိရဲ့ခုံကြီးကိုဥပမာ10မျိုးပေးပြီးတော့မြတ်စွာဘုရားချီးမွမ်းမှန်းထုတ်တာနော်တရားဝါတွေထဲမှာမြတ်စွာဘုရားဒီအမျက်ဆုံးဘုံတရားဝါတွေရဲ့ခြေရာတွေထဲမှာဆင်ခြေရာတွေအကြီးဆုံးအိမ်တအိမ်မှာအထွတ်ဆိုတဲ့ခေါင်ဒီအမျက်ဆုံးဟုတ်လား၃မျိုးရှိနော်ပြီးတော့ပါတော့အနှစ်နန်းသာထဲမှာအကျော်ပင်ရဲ့အနှစ်ဒီအမျက်ဆုံးဟောအမြင့်နန်းသာတွေထဲမှာအကျော်ပင်ရဲ့အမြင့်ဒီအမျက်ဆုံးအနှစ်နန်းသာတွေထဲမှာစန္ဒကူနီရဲ့အမြင့်ဒီအနှစ်ဒီအမျက်ဆုံးအပွင့်နန်းသာတွေထဲမှာမြက်လေးပန်းရဲ့အရာသာအနံ့ဒီအမျက်ဆုံးနောက်ပြီးတော့ခုနှစ်ခုမြောက်ကစကြဝဠာမင်းဒီထဲမှာအမျက်ဆုံးနော်လာဒီခြေတကာတွေရဲ့အကြောင်းတွေထဲမှာအသာလွန်ဆုံးလာရနော်နေမင်းရဲ့အလင်းရောင်ကနေမှာတွန်းလင်းတောက်ပံ့မှုအမိုက်တိုက်ကိုဖေဖြောက်ပြီးတော့တည်တဲ့နေရာမှာသူဒီအလွန်ကဲဆုံးနောက်ဆုံးကသမုဒ္ဒရာဆိုတာရေအစုအဝေးတွေထဲမှာမြစ်တွေချောင်းတွေထဲမှာသူဒီအကြီးကျယ်ဆုံးအဲ့လိုပဲကုသိုလ်ကောင်းမှုတွေထဲမှာအပ္ပမာဒသည်အမျက်ဆုံးဘယ်ကုသိုလ်ကောင်းမှုပဲဖြစ်ဖြစ်အပ္ပမာဒမှာအကျုံးဝင်ရတယ်အပ္ပမာဒကိုအခြေခံရတယ်ဒါကြောင့်အမှားရသည်အမျက်ဆုံးနောက်ဆုံးဏိဂုံးချုပ်ပါလေပြောသွားတော့ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေဘုရားတည်းဟူသောရှင်သေမင်းကြီးကလောကကြီးရဲ့မတည်မြဲတဲ့သဘာဝကိုမှန်မှန်ကန်ကန်သိတာထင်ရှားအောင်ဟောပြတော်မူခဲ့တယ်ဟုတ်လားဒါထိတ်လန့်တဲ့သဘာဝတရားတွေပုံမှာထိတ်လန့်မှုစစ်မှန်တဲ့ဉာဏ်ကိုရဖို့အတွက်မြတ်စွာဘုရားရဲ့ဆောင်ရွက်ချက်ပေါ့ဟုတ်လားဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စေအပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေ
အဲ့ဒီထိတ်လန့်စရာကောင်းတဲ့ဆိုသွားတဲ့ဒီအနေအထားမျိုးကနေတရားဓမ္မတို့ဦးဇင်းတို့လွတ်မြောက်ခြင်းတယ်ဆိုလို့ရှိရင်အပမာဒဆိုတဲ့ဒီတရားဒီအနှစ်ချုပ်အပြည့်စုံဆုံးပြောထားတဲ့ကျင့်စဉ်ပဲ။နောက်တတိထားတဲ့ကျင့်စဉ်ကိုကျင့်သုံးရင်ဒီဒုက္ခတွေကလွတ်မြောက်မယ်အောင်။အကြောင်းအမျိုးမျိုးကြောင့်တရားဓမ္မတို့ဦးဇင်းတို့တွေကဒါတွေကိုလွယ်လွယ်ကူကူသိခွင့်ရနေအောင်။ဒါကိုပဲကံကောင်းထောက်မှဆိုတာဒီလိုပြောမှာဟုတ်လား။ရရှိထားတဲ့အခွင့်အရေးလေးကိုနော်အဆုံးရှုံးမခံဖို့လက်လွတ်မခံဖို့ကြိုးစားကြဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီတတိဆိုတဲ့အပမဒတရားလက်ကင်ထားပြီးတော့ကိုယ်ခန္ဓာမှာဖြစ်တိုင်းသောသဘာဝတရားတွေရဲ့ပုံမှာတတ်နိုင်နေမြမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတဲ့ဒီအလေးကျင့်ကောင်းလေးကိုပြုပြိုးထောင်ပြီးတော့အဘောဒုက္ခတွေကလွတ်မြောက်အောင်ကြိုးစားနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်အသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညံမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း